minute say la bajin minute say the khaya minute say the khaya lo le lo shin every video ma le khwin ne minute say ni so throwပြီးတော့အိမ်မှာညတော့ပါမှာပေါ့minute sayပြောတာနော်minute say များလို့မလားအဲ့ကလေးကမှာ30ညောင်းလို့30လို့လိုက်ရအောင်နော်တနာရောမကြည့်တယ်တော့ကြည့်အေးနော်ဟိုကြည့်နိုင်လို့ပြောတော့ကောင်းကျွန်တော်တရားဟောတဲ့ဖေတော်မြင်ရတယ်ဖြစ်တော့တချို့တွေကတော့ကြည့်တယ်လို့ပြောတယ်ကြည့်နေတယ်ဒါမှမဟုတ်တချို့တွေကျတော့မကြည့်နိုင်ဘူးဆို15မိနစ်တော့သူကြည့်နိုင်တော့တိုးတိုးနဲ့သူကြည့်တော့နည်းနည်းခက်တယ်လို့ပြောတယ်ဆို15မိနစ်ဆက်ကြည့်နိုင်လို့ပြောတယ်ချိုးရှိအောင်ဆိုတော့ဆက်နေဆက်တော့ကြေရွေးတနားကြည့်နိုင်လို့ပြောကတော့မိနစ်20နဲ့ခေါ်တယ်ငန်းစားခုတော့ရအောင်တော့အဲ့ဒီနဲ့ဆိုအခုကျွန်တော်ဆက်လိုက်မယ်နောက်နိုင်ငံရဲ့ထုံးစံတယ်ပေါ့နော်15မိနစ်ပဲဟောလို့ဆိုတော့9မိနစ်ခိုးလိုက်ဆိုမိနစ်20ပေါ့နောက်နိုင်ငံစနေတဲ့15မိနစ်တော့ကျွန်တော်20ခိုးလိုက်မယ်20ပါမယ်အဲ့20ပြီးတစ်ချက်နားမယ်နားတာတော့9မိနစ်လောက်3မိနစ်လောက်ဆိုရင်9မိနစ်လောက်နားမယ်နောက်20ပြန်သွားမယ်နောက်ပြီးတော့9မိနစ်လောက်ပြန်နားမယ်20ပြန်သွားမယ်နောက်9မိနစ်ပြန်သွားတဲ့အချိန်မှာတော့တနားရီထိုးပြီဆိုတော့3ပိုင်းတော့ပြန်ရမယ်နော်3ပိုင်းတော့ပြန်ရမယ်ပရမတ်တစ်ပိုင်းဖူးတော်လို့လည်းကျွန်တော်တို့စက်ကလိုက်ရအောင်ခဏဆူတောင်းပြီးတော့ကျွန်တော်ဆူတောင်းတယ်ဆူတောင်းလာတော့ဒီတောင်းတော့တခါလေသင်္ကန်းစာကိုကျွန်တော်ဒီနေ့စက်ပြီးဖတ်မယ်ကျွန်တော်ပထမဆုံးဝင်ဖတ်ချင်တဲ့သင်္ကန်းစာတော့ကျွန်တော်ကျမ်းစာကိုဖတ်တဲ့အခါမှာဘယ်လိုဖတ်တယ်လဲဆိုတာလေးပေါ့ကျွန်တော်အနေနဲ့အခုကျွန်တော်ရဲ့တွေ့ကြုံတာသိမများသေးဘူးဒီနိုင်ငံတော်ရဲ့တရင်ကောင်းကြီးညာတာတွေ့ကြုံတာကဲတင်ချင်းကတော့40မိနစ်ရှိပြီဒါပေမဲ့တရင်ကောင်းတကယ်ချင်းညာတာ20မိနစ်ပဲရှိတယ်20ရာတော့လည်းနာတော့တော့ဆုံးရှုံးတော့တော့အခု20မိနစ်ကရင်ချင်းကိုချင်းညာတဲ့ခါမှာကျွန်တော်ပါတွေ့ရတော့ကျွန်တော်တို့လူတွေအများကြီးတော့တွေ့တယ်ကိုတော့ကျွန်တော်ကရင်ချင်း20ဖြုံခဲ့တယ်လို့ကျွန်တော်တို့ဖြုံခဲ့တယ်အများကြီးပါတွေ့တယ်နှမျောဆက်ကောင်းလိုက်တာတော်တော်နှမျောသွားတယ်ကျွန်တော်တယောက်လေးပဲကြံခဲ့တယ်ထင်တာဘယ်ဟုတ်မလဲရုပ်တော်တော်များအဲ့မှာတော့ကြံလို့တော်တွေ့တယ်ဆိုတော့မြန်မာနိုင်ငံကြောက်လာလို့ပြီးတော့မြန်မာနိုင်ငံကြောက်မဟုတ်ဘူးအနောက်နိုင်ငံမှာလည်းအများကြီးတော့ကြံတယ်ကျွန်တော်တွေ့ရကျွန်တော်ကတော့ဆုံးဖိလစ်ပိုင်မှာကျက်ပြီးဆက်စားနေချိန်မှာနိုင်ငံတော်သတင်းကောင်းကြားတဲ့ချိန်မှာကျွန်တော်ကရင်ချင်းရ20ရှိပြီ20ရှိမှနိုင်ငံတော်သတင်းကောင်းကြားမယုံနိုင်ဘူးလက်မခံနိုင်ဘူးအဲဆိုကျွန်တော်နားလည်ခဲ့ရတဲ့20လို့နားလည်ခဲ့ရတဲ့ကကျွန်တော်ထောင်ချောက်ထင်းကျုပ်ထားတယ်ကျွန်တော်အတွေ့အခေါ်ယူစားအလုံးအဲ့မှာတော့ထားလိုက်ပြီဆိုအပြောင်းလဲမလုပ်နိုင်တော့အပြောင်းလဲမလုပ်နိုင်တော့လက်မခံနိုင်တော့လက်မခံနိုင်ပြီမဲ့ဝိညာဉ်တော်တအားလို့တော့တန်ရှင်းတော့တကူကြောင့်ကျွန်တော်လက်မခံလို့မရတဲ့ခြေနေရောက်သွားတယ်ဘာလို့ကျွန်တော်ရဲ့အခက်ခဲနဲ့ကျွန်တော်ရဲ့ပြဿနာတွေအားလုံးမှာအဲ့ဒီမှာပဲဖြေသွားရှိတယ်တချမ်းနဲ့မဖြေမရနိုင်တော့ဆိုအဲ့မှာဖြေသွားရှိအဲ့ဒီဖြေတအားလို့ခြေတဲ့ခါကျတော့ဘလို့မှနောက်ဆုံးလို့မရဘူးဆိုတော့ကျွန်တော်တို့မင်းရဲ့ခါကျမှသူတို့ကပြောပြတဲ့ခါကျတော့အော်ကျွန်တော်ဒီ20လုံးဒီလိုပဲကြံခဲ့တာကိုဆိုပြီးတော့ပေါက်သွားတဲ့ခါမှာဘယ်လောက်ထိကိုကျွန်တော်စိတ်ဓာတ်ကတအားပြင်းထန်သွားကြတော့ရက်လေးစက်တာဆောင်နေတာကိုကြိုတင်လေးလာခြင်းမရှိတဲ့ဆောင်တယ်တာရှောင်းခြင်းလို့တဲ့ဆန္ဒတအားများတော့တချို့တော့သူတွေငယ်ချင်းတွေပြောတယ်ကျွန်တော်ရက်လေးစက်တာမဆောင်ခင်မှာတဲ့သူတို့ဘာလို့လဲဆိုတော့ကြိုတင်လေးလာရတယ်ရက်လေးစက်တာဆောင်တေးမလားရှင်းမလားတေးတတ်သလားဆိုတာမျိုးတွေကိုသူတွေလေးလာရတယ်နောက်ပြီးတော့ရှောင်းတဲ့ခါမှာဘယ်လောက်ခက်ခဲကြုံမလဲဘာတွေကျင့်ထားမလဲဆိုတော့လေ့လာရတယ်နောက်ပြီးတော့ဘယ်လိုအားမွေးထားမလဲပေါ့နောက်ရှောင်းပြီးတဲ့ခါမှာယူနိုင်သလားဘဝပြတ်နိုင်သလားဒုက္ခရောက်တာသူလေ့လာထားတယ်လေ့လာပြီးမှသူတို့ကြိုတင်ပြင်ဆင်ပြီးမှရှောင်းလိုက်တယ်ကျွန်တော်ကျတော့မဟုတ်ဘူးစိတ်သက်ပြင်းပြလုံးလို့ဘာမှမလေ့လာပြီးတော့ရှောင်းလိုက်တယ်တောင်းပေါ်တက်ပြီးတော့ကရုံလုံးပြီးတော့ရှောင်းလိုက်တာဒါမဲ့ကျေးဇူးတော်ကြောင့်ကျမ်းစာပြောတယ်ကျေးဇူးတော်ဆိုတာမထိုက်တန်တော့သူပေးတဲ့နေရာကိုကျေးဇူးတော်ရဲ့လို့သူကပြောတာဘူးထိုက်တန်တော့သူတွေကကျေးဇူးတော်ရလို့ဆိုတော့ကျေးဇူးတော်မပြောချင်တော့ငါတော်လို့သူပြောတယ်ဆိုတော့ထိုက်တန်တော့သူတွေကတော့ငါတော်လို့ရတာဆိုတော့ကျေးဇူးတော်စကားလုံးမထွက်ချင်တော့ဘူးဆိုတော့မထိုက်တန်တော့သူတွေကတွားရတဲ့ခါကျမှကျေးဇူးတော်စကားလုံးကတအားတမိုးရှိသွားတာဘူးကျွန်တော်ကျေးဇူးတော်ကြောင့်အဲ့ဒီမှာရက်လေးစားဆောင်လို့6ယောက်ကျွန်တော်လူဆောင်တောင်းမှာရှောင်းတော့ကျင့်ချတဲ့လူတွေကတအားအမီတော့တအားမူကြတယ်တော်မကျင့်တဲ့လူတွေကမမူမဲမှန်ပဲဖြစ်သွားအောင်ပြောင်းတယ်
ကျွန်တော်နာမအဲ့ဒီလူတွေကသူတို့ကျင့်ထားတယ်ယတိဆက်ဆောင်လို့ညနေဆောင်ထားတယ်နောက်ကျင့်ထားတယ်အမျိုးမျိုးသူတို့ကျင့်ထားပြီးတော့ပုံပြင်ဆင်ထားပြီးတော့ရက်20ကျော်တော့သူတို့အောင်တားကျွန်တော်ကြတော့ရက်20ကျော်တော့မအောင်ဆိုမကျင့်ထားတော့မအောင်ကျင့်ထားလို့လည်းအောင်ကုန်သူတို့ကပြင်ဆင်မှုတွေအများကြီးလုပ်ပြီးတော့ဆူတောင်းထားလို့လည်းအောင်ကုန်ကျွန်တော်ပြင်ဆင်ထားလို့ပလိုက်အသေးခံပြီးတော့တင်းတင်းပစီတော့ကြံခဲ့ပြီဆိုပြီးတော့လိုက်တော့လို့မအောင်နောက်ပိုင်းတော့ကျွန်တော်တို့ပြုစုရတယ်အဲ့ဒီတကယ်ချင်းတွေကိုသူတို့အတွက်ရေယူပေးရတယ်အာနဲ့ခါမှာသူတို့အန်နဲ့ဟိုအန်ခွက်တွေကိုကျွန်တော်စီးပေးရတယ်ကျွန်တော်အစားဆုံးတော့သူတို့ပြန်စီးပေးရတယ်သူတို့အန်ခွက်တွေကိုစီးပေးရတယ်ရေယူပေးရတယ်နောက်တော့သူတို့ရေဆိုင်အော်ရေတော့ယူပေးတယ်တောက်ရတဲ့တော့ယူပေးရတယ်ယူလာပေးရတယ်ကျွန်တော်ကပြင်းဟာသူတို့အိမ်နေတယ်အဲ့ဒါတွေအိမ်နေရက်20နောက်ပိုင်းဆိုရင်အဲ့ဒီတကယ်ချင်းတွေကရက်40လို့အိမ်နေမချနိုင်ဘူးကျွန်တော်ရက်40ပြေးလာလို့ပဲသူတို့ကအန်ဖတ်စီကြောင်းရင်းနဲ့တောက်တဲ့ယူပေးနေပြေးလာနေလို့ဆိုတော့သူတို့အော်တယ်လေခင်ဗျာကျင့်လည်းမကျင့်ထားပြင်လည်းပြင်စင်ထားလာပြီးတော့အခုဘာမှဖြစ်ပါလားဆိုကျွန်တော်လည်းနားမလည်ဘူးဒါပေမဲ့နောက်မှကိုရီးယားပုံရင်ဖတ်ခင်လည်းကျွန်တော်ပြန်ပြီးတော့ရှင်းပြတဲ့ခါတော့ပေါ့ပါလေပါလဲဆိုတော့သူတို့ရှင်းပြတာတန်ရှင်းတော့ဝင်တော့အလုပ်လုပ်တဲ့ခါမှာကျွန်တော်ကပြင်ဆင်မှုထက်နာခံမှုပုံပြီးတော့သူကဥစားပြီးပြန်ပြောကြည့်မယ်နော်စကလုံးလေးပေါ့နော်ကျူတင်ပြင်ဆင်မှုတွေအများကြီးလုပ်တာတဲ့နာခံမှုပုံပြီးတော့စားပြီးတယ်နာခံတယ်ဆိုတဲ့စကလုံးကဒီခုခေတ်ကျွန်တော်မြန်မာနိုင်ငံစကားလေးပြောဆိုကျုံစိတ်ပေါ့ကျုံလို့နာခံတဲ့ဟာပေါ့ obedience ဆိုတော့နောက်ပြင်ဆင်မှုကြတော့ထိုက်တန်မှုကိုစားပြီးတော့ဆိုတော့ foundation တွေကသူတို့ပညာကျမ်းတွေမှာတော့ပြောတာအဲ့ဒီလောပေါ့ဥပဒေကို foundation တွေကကျမ်းစာဥပဒေဖျားခင်ဥပဒေကိုသူတို့လိုက်နာဖို့ရပြင်ဆင်ထားလို့လိုက်နာဒါပေမဲ့ဖျားခင်တို့လည်းမတိုက်ဆိုင်ဘူး။ဘာလို့သူတို့လိုက်နာနိုင်လေဝါကြွားလေးလိုက်နာနိုင်လေဝါကြွားလေးဆိုတော့လိုက်နာနိုင်တဲ့လူကညာထူးကြီးတော့ပြီးတော့မလိုက်နာနိုင်တဲ့လူကညာထူးတော့တော့ဖြစ်တယ်။လိုက်နာနိုင်တဲ့လူမလိုက်နာနိုင်တဲ့လူကိုကြိုက်တယ်လို့ခံစားလို့ရတယ်။ဆိုတော့ကျေးဇူးတော်ပြောက်တော့ဒါပေမဲ့နာခံတဲ့လူကြတော့လိုက်နာနိုင်တဲ့ပုံမှမရှိတော့ဘူး။နာခံတဲ့အတွက်အစီခံစိတ်ပူပြီးတော့ရင့်ကျက်သွားတာ။ဒီနေ့ကျွန်တော်တို့ကျမ်းစာစကားလုံးကတော့အစီခံလို့တုံးတာကိုဂျုံလို့မတုံးဘူးနော်။အဲ့ဒီလိုကြတော့လေဂျုံပဲကျွန်တော်မြန်မာလူဂျုံဆွေးဟာအဲ့ဒီလိုကတော့ slave ပေါ့ဒါမဲ့အစီခံဆိုတာတော့ servant ပေါ့ servant ဆိုတာသူက servant ဆိုတဲ့စကားလုံးကမြန်မာလူအစီခံလို့တုံးတယ် slave ဆိုတဲ့စကားလုံးကတော့ဂျုံလို့တုံးတယ်ဂျုံနဲ့အစီခံရဲ့ကွာဟချက်နဲ့တူနေတဲ့ချက်ရှိတယ်ဂျုံနဲ့အစီခံရဲ့ကွာဟချက်ကတော့ဂျုံကကျွန်တော်တို့ဆန္ဒမပါဘဲနဲ့ခံရတယ်အစီခံကြတော့မိမိဆန္ဒအပြည့်အဝနဲ့အစီခံအဲ့လိုပေါ့ဒါမဲ့လုပ်ငန်းတော့အတူတူပဲအစီခံလည်းကျုံတဲ့တူတူပဲစိတ်နှလုံးကျုံမဲ့စိတ်ခံရမယ်ဒါမဲ့ကျုံကတော့မိမိဆန္ဒမပါဘဲနဲ့အထက်ကအမိန့်နဲ့သူတို့လုပ်တဲ့အတွက်ဆန္ဒမပါတဲ့အတွက်နာတာပေါ့အစီခံကြတော့ဆန္ဒအပြည့်နဲ့လုပ်တဲ့အတွက်မနာဘူးပေါ့ဒါပေမဲ့လုပ်တဲ့လုပ်လို့ဒုပါပါကျုံကနေပြီးတော့မစင်မကျုံရင်တော့အစီခံကျုံနေတယ်ကျွန်တော်ဆိုကိုညမသိမဆရာလို့လေရုပ်ရှင်လေးမစင်ရအောင်ကျုံပါပဲလေရွှေရနာရုပ်ရှင်မစင်ကျုံတယ်ဟိုရွှေပြည်သာရုပ်ရှင်မစင်အောင်ကျုံတယ်လမ်းပေါ်မစင်ကျုံတယ်ရံမြို့မစင်အားလုံးတော့မကျုံပေမဲ့တွေ့တဲ့မြောက်ကိုကျုံလာပဲအဲ့လိုကျုံတဲ့တော့ဝန်ရွှေတော့တော့တအားတော့ကြသူ့ရုပ်ရှင်မှာကျွန်တော်ပါလေပေးပြီးတော့တာဝန်ယူပေးပါကျွန်တော်တို့သူ့ရုပ်ရှင်တာဝန်ယူလိုက်တဲ့ခါမှာသူတနေ့ကို9000ပဲဝင်လာကျွန်တော်တို့တာဝန်ယူလိုက်ယူတော့တသိန်းနဲ့1800သွားတယ်အဲ့လောက်ထိတက်သွားတယ်ဆိုတော့အစီခံဆွဲစကလုံးရဲ့နောက်ွယ်မှာလေလူရဲ့နှလုံးသားကိုတအားဒုတိစီဂျုံကြတော့ဒုတိစီဂျုံကြတော့ဆန္ဒမပါတဲ့ခါကျတော့လေကိုကခိုင်းတာငါချက်ဖို့လှုပ်လာတယ်ငါချက်ဖို့လေအစိခံကြတော့ဆန္ဒရောက်ဆိုတော့ခိုင်းတာငါချက်ဖို့လှုပ်လာတရားငါချက်ဖို့လောက်လုပ်ပြလိုက်တယ်ခင်ဗျားပြောလေအင်းကြီးထဲလာလို့ရင်နောက်ထပ်တစ်ထည်ကိုထပ်ပြီးလိုက်ရတယ်တမိုင်တော့ခိုင်းရင်နောက်ထပ်တမိုင်တော့ပြီးရတယ်တစ်ချက်ညရင်နောက်တစ်ချက်လည်းထပ်ပြီးရတယ်ကျွန်တော်အဲ့စကလုံးကိုအမေရိကမှာသုံးတာလေတင်လို့ဆက်ပြောတာအားကျိတ်လုံးလို့လေအခုတော့ဒီမှာလည်းလာတော့ဘောလည်းထောင်းနေခွာတာဟိုမှာတအား
ใจเราตัวไอ้สกลงตัวจนเราตอนนี้ไอ้สกลงไก่เมย์บาลจะตัวมองมองหาว่าเมย์สรุปวิบากเราตาลายเลยคำอะไรโอ้ตาเรามองหาแบบเมย์ขมิ้นจะน้องไปเลยจะน้องตาดูชีเลยสัญญาวิบากเนาะอะไรอยู่มองแบบเมย์สัญญาวิบากเนาะตาติงหันสายว่าติงหันสายเลยนิ่งชัดชินติงหันสายตาแยกขันได้จริงมั้ยมันนิ่งชัดเลยมันขันไหนรู้นิ่งชัดเลยเดี๋ยวก็รู้สัญญานิ่งชัดมันอย่างคุยจงกันต้องสัญญาวิบากပြောလို့ရနှိမ့်ချက်နဲ့ထပ်ပြီးတော့တင်ချင်နေတဲ့ဆောင်းမျိုးပေါ့ဆိုအစိခံဆိုဆိုတော့မိမိဆန္ဒအလျောက်ကိုရောနာခံတဲ့ခါမှာအဆုံးမရှိဘူးအဆုံးမရှိတော့ဆုံးရှုံးမှုလည်းမရှိတော့ပါပဲဒါပေမဲ့ဂျုံနေကြတော့တအားလွတ်ချင်တယ်သူကမဂျုံအချုံဂျုံတော့ဆန္ဒမပါတဲ့အတွက်တအားလွတ်မြောက်ချင်တယ်ဆိုတော့ဂျုံကလည်းလွတ်ဘက်တော့ဆူတောင်းတယ်အဲ့တော့ဒီနေ့အေဂိုတို့တိုင်းမှာရှိတဲ့ဣတိယလူမျိုးတွေကဂျုံဖြစ်တဲ့လူပဲတအားလွတ်ချင်တယ်ဒါပေမဲ့ဂျုံကလည်းသူတို့လွတ်ပြီးတော့တော့အစီမခံချင်တဲ့အတွက်သူတို့ကလည်းဖယားလူမဖယားခင်လူတို့အဖြစ်လေနားမလဲတော့ဖယားခင်လူတို့နားမလဲမှာပဲဘုံတော်မထင်ရှားဘူးဘုံတော်မထင်ရှားဘူးဆိုဒီနေ့ကျွန်တော်ဘုံနားမရကတော့ကျွန်တော်တို့ကနိုင်ငံတော်တရင်ကောင်းပိုင်ရှင်ဖြစ်ပြီးတော့ကျွန်တော်နားမလဲရင်ဘာဖြစ်သွားမလဲကြုံဖြစ်သွားနိုင်တယ်နိုင်ငံတော်တရင်ကောင်းပိုင်ရှင်ဖြစ်ပြီးတော့အဲ့နိုင်ငံတော်တရင်ကောင်းနားမလဲရင်ကြုံဖြစ်သွားနိုင်တယ်ရှင်ဒီကျွန်တော်မြန်မာနိုင်ငံသားတွေဖြစ်ဖြစ်ကမ္ဘာသူကမ္ဘာသားတွေဖြစ်ဖြစ်မြေကြီးပုဂ္ဂိုလ်တွေဖြစ်နေကြစားမိမိတို့ဟာဖျားသားသမီးဖြစ်လာတဲ့နေ့တနေ့မှာဖျားသားသမီးဖြစ်တဲ့ဆိုတော့ကယ်တင်ချင်းရတာကိုဒီနေ့တချို့တွေကကယ်တင်ချင်းလို့ပြောတယ်ကယ်တင်ချင်းဆိုတာတော့ဒီနေ့ကျွန်တော်ဆက်သွားကြည့်မယ်ကယ်တင်ချင်းဆိုတာကတော့စကလုံးအလူတွေကျွန်တော်ဒီအင်္ဂလိပ်ဆရာဟောတဲ့တိုင်းဟောကြည့်မယ်ကယ်တင်ချင်းဆိုတာတဲ့ခြောက်ရတဲ့ရတာကိုကယ်တင်ချင်းလို့ခေါ်တယ်ဒါမို့ဆာလာတဲ့ထဲနေပြီးတော့ခရစ်တော်ကယ်ထုတ်လိုက်ပြီးတော့ဘုရားခင်တဲ့ထဲကိုပို့လာခဲ့တဲ့ချင်းတော့ခေါ်တယ်။ဒါမို့ဆာလာနိုင်ငံတော်ကနေပြီးတော့ခရစ်တော်အတူတော်နဲ့သူတို့ဝယ်ပြီးတော့ဘုရားခင်နိုင်ငံကိုပို့လိုက်တာခဲ့တဲ့ချင်းတော့ခေါ်တယ်။ဒါမို့ခြောက်ရတဲ့ချင်းကနေပြီးတော့ခြောက်ရအသက်ကိုရတာခဲ့တဲ့ချင်းတော့ခေါ်တယ်။ဒါမို့ကျွန်တော်တို့အပြည့်အစုံထဲမှာနေပြီးတော့မရဲပြီးသွားမယ့်နေရာနေပြီးတော့ကိုရောအတူတော်အဖြစ်ဝယ်ခံရပြီးတော့တန့်ရှင်းတဲ့နေရာရောက်ပြီးတော့ခြောက်ရနိဗ္ဗာန်ကိုပေါ့ကောင်းကြီးနိုင်ရောက်တဲ့ခရီးစဉ်မိတ်ဆက်ပေးခြင်းကယ်တင်ခြင်းလို့ခေါ်တယ်။ဒီနေ့စကလုံးနဲ့ပြောဆိုတော့ဒီနေ့တစ်ချက်စကလုံးရှိတယ်ပါဆိုကယ်တင်ခြင်းလို့မခေါ်ဘဲနဲ့ဒုတိယတစ်ခါမွေးဖွားခြင်းပရမမွေးဖွားခြင်းတော့မိဘကကျွန်တော်တို့ကလည်းလောကကြီးမိတ်ဆက်ပေးတယ်။ဒုတိယမွေးဖွားခြင်းကတော့ဘုရားခင်ကျွန်တော်တို့ဘုရားသခင်နဲ့မိတ်ဆက်ပေးတယ်။မိဘကမိတ်ဆက်ပေးတဲ့လောကကြီးကျွန်တော်ရောက်လာတော့မကြွကျင်တော့ခံရရတော့ပေါ့မိဘမိတ်ဆက်ပြီးလောကကြီးရောက်လာတော့ဆက်ရောက်လာတဲ့မူကျွေးပြီးတော့အော်ဟစ်ပြီးတော့နှုတ်တိုက်ခါရတယ်။ဆက်ထွက်လာတဲ့လောကကြီးကိုလမ်းပြီးတော့ဆိုမိဘလူတော့မကြောက်နဲ့မကြောက်နဲ့လောကကြီးကြောက်စရာမကောင်းဘူးလူတိုင်ငြိမ်သွားနောက်တော့မိခင်ကပြုစုဆောင်ရှောက်ပြီးလောကကြီးရင်ဆိုင်လို့ရအောင်ငါနှစ်နော်ဘိုင်းထဲမှာဆယ်လကျွန်တော်တောင်းယူတယ်ငွေပြီးတော့ငါနှစ်6နှစ်တောင်းယူပြီးမှဘာလို့ကကြောင်းတက်ခိုင်းနေဘာလို့လဲလောကကြီးရင်ဆိုင်တဲ့နေရာမှာအမှားနေအောင်ပေါ့ကြောင်းတက်ခိုင်းပြီးတော့ကျွန်တော်ကြောင်းတက်ပြီးတော့ခန်းစားမလိုက်နိုင်တဲ့ခါမှာမိဘနေပြီးတော့ follow up လုပ်ပြီးတယ်စာလိုက်နေအောင် moral support လို့ခေါ်တယ်စိတ်ပိုင်းဆိုင်ရာပံ့ပိုးပေးတယ်ရုပ်ပိုင်းဆိုင်ရာပံ့ပိုးပေးတယ်အစားတောက်ပံ့ပိုးပေးတယ်ဆရာသမားရဲ့အကူအညီတောင်းပေးတယ်အဲ့လိုပံ့ပိုးပြီးတော့ကျွန်တော်တို့သင်ခန်းစာတွေအများကြီးကိုကျွမ်းကျင်လာတဲ့ခါမှာတော့လောကကြီးကိုကြောက်တယ်ပြင်ဆိုင်လို့ရတယ်ဆိုတော့ဒီနေ့ကျွန်တော်လူငယ်တော်များများတော့ပညာတက်တာလေးတွေလောကကြီးကိုကြောက်နေတယ်ပေါ့ဒါပရမမွေးဖွားခြင်းဒုတိယမွေးဖွားခြင်းကြတော့ဖယားသခင်ကနေပြီးတော့နိုင်ငံတော်မိတ်ဆက်ပေးတယ်ကျွန်တော်လောကကြီးကိုမွေးလာတဲ့အချိန်မှာလူသားတွေဟာဖယားသခင်ဖန်ဆင်းထားတဲ့ຢာတွေအလုံးကိုကျွန်တော်တို့ကနေပြီးတော့တောင်းယူရမယ်ဒါပေမဲ့ကျွန်တော်ကတောင်းမယူနိုင်ဘူးဘာလို့လဲဆိုတော့မိမိတို့စိတ်ဓာတ်ကကြဆင်းနေတဲ့စိတ်ဓာတ်ဆိုတော့တောင်းမယူနိုင်ဘူးဖယားခင်ပေးသနာတော်မူတဲ့ဘဝကိုတောင်းယူရမယ်ကျွန်တော်ဘဝကိုတောင်းမယူနိုင်ဘူးဘဝကကြဆင်းနေတဲ့ကာလဖယားခင်ပေးသနာတော်မူသောခန္ဓာကိုယ်တွေအားလုံးတောင်းယူရမယ်မိမိခန္ဓာကိုတမိုးရှိမှတော့ကျိုးလို့မသိဘူးကျွန်တော်စိတ်တစ်ခါနဲ့တောင်းနေရတယ်မှလူယူပြီးတယ်ကျွန်တော်ခန္ဓာကိုယ်ကဘယ်လောက်တမိုးရှိတယ်လို့သူတို့မေးတော့သူကမသိဘူးတဲ့ကျွန်တော်ချင်းတော်မှာတစ်ခါပြီးတော့လူတယောက်ကကျွန်တော်ပြောတယ်1000တဲ့ဘယ်လိုတွက်ပြီးတော့1000ဖြစ်သွားတယ်လို့ပြီးတော့ကားဖောက်တဲ့ခါမှာတည်တဲ့လူရောကြည့်ပြီးတော့1000မပြည့်တယ်ဒီမှာဆိုတော့1000တက်တယ်ဟုတ်ပါပဲအဲ့ဆိုတကယ်မှန်တော့ပြီက
刚好比对的就当晚要这边的时候，就看到我当面的，那就那就比较多。American 那个嘛，所以路底下看到都当我吃的看嘛，$6 billion， 真的。面试那种也当我这边当下要去到，找个的龙啊，拿单。找个的龙啊，拿单，那就对的，看到可能对，那时候看到啊，谁办阿龙也，多一点办好，视频也办好，啊，可能帮来了，看到我就可能谁的没办，啊，最恐怕啊，有啥没办，我你没办，看到我一边到了，当忙敲堂的，6 billion， 这哪变得了我，谁都变得了我。谁都变了，这种谁在个看到我那山，谁在个当木的阿基的，我这个刚要了，你今要了，这个今朝要了，这个没个，但两百多么路喏，两百么路边呢，这个马路喏，超市路边，说你老面呢，你两百多么嘛，这 business 上路会比什么路 ，economy 会什么路，门那边嘛，前面的要了，人那边嘛，美国要了，人那边嘛，你们要了，这个人也比要了，对吧？啥个那老面的这种谁个，你老面的谁路，偏偏比他的不老那么。6 billion 呢，ကျွန်တော်တို့ဈေးမဖြစ်ချင်ဘူးဒီချက်ပို့ပြီးတော့တောင်းမယ်နောက်ပြီးတော့နောက်တစ်ခုရှိသေးတယ်ထာဝရအသက်ဖုန်းလိုက်ပေါ့ပါဘုံပြေးရတယ်ထာဝရအသက်ရောက်နေကျွန်တော်ထာဝရအသက်ကိုပေးသနာတဲ့ဘုရားရှင်ပေးနိုင်တဲ့ထာဝရအသက်ကြတော့ကိုတော်ကဈေးဖြတ်ပြီးတယ်သခင်ခရစ်တော်ကပြောတယ်သင်တို့ဒီကဘာကြီးကိုပိုင်တော့မှဒီထာဝရအသက်ကိုမပိုင်မတန်ဘူးလေအဲ့ဒါကျမ်းစာမှာကျွန်တော်လည်းရှာကြည့်ပဲနော်တင်တို့ဒီတဲ့ကဘာကြီးကိုပိုင်တော့မှာကဘာကြီးကိုပိုင်တော့မှာတဲ့ဒီထောင်ရတဲ့ကိုမပိုင်ရင်မတန်ဘူးဘာမှမတန်ကဘာကြီးဟာထောင်ရတဲ့ဆိုင်ကဘာကြီးတစ်ခုလုံးရဲ့ဈေးဟာတအားနေတယ်ဆိုလောကခန္ဓာကိုယ်ဈေးက$6 billion နှလုံးသားဈေးကတသက်ရှုံးမယ်အခုထောင်ရအသက်ဈေးကြတော့ကဘာကြီးထက်ဈေးကြီးတယ်ဒီဟာကျွန်တော်ဒီနေ့မတိတော်သူတွေတအားများတယ်အဲ့လိုမတိတော်သူတအားများတော့ဘာဖြစ်လဲလူတချို့တော်သူတွေကပန်းလေးတစ်ပွင့်လောက်တော့မရှိတော့ပန်းလေးတစ်ပွင့်ကဘာဖြစ်သွားလဲပန်းလေးတစ်ပွင့်ကသူ့အချိန်တန်တော့ခုခါရတယ်ခုခါရဆိုမှတင်ခါရပန်းရှိတယ်တချို့တော့ပန်းလေးကြတော့ခုမခါရဘူးတော်တော်ညွန်းနှွန်းတော့ဆိုပန်းလေးကဖျားခင်ပန်းစတဲ့တိုင်းပွင့်ပြီးလူသားတွေတမှုဖြတ်တယ်ကျွန်တော်တို့ဘဝကိုကြတော့ကျွန်တော်တို့ထောင်ရတက်ရလာရင်ကိုယ်ကတမှုဖြတ်တယ်မဖြတ်နိုင်တော့တဲ့ခါမှာဘာဖြစ်လဲဖြစ်ချင်ဖြစ်ဆိုတဲ့ဘဝရောက်တော့လူတွေပါလေခဏလေးဒုက္ခရောက်လိုက်ရုံနဲ့ဘဝကိုမကိုင်တွင်နိုင်တော့ဖြစ်ချင်ဖြစ်ဆိုပြီးတော့ဘာလို့ ရလဲဒီနေ့ခေတ်စကားနဲ့ပြောကြည့်ရအောင်ဖြစ်ချင်ဖြစ်ဆိုတဲ့စကားလုံးနောက်ွယ်မှာလို့ ရလဲအရက်တော့အောင်စိတ်တော့အောင်စိတ်ခဏလေးတော့တဲ့အချိန်မှာစိတ်တည်တော့စိတ်တလေးကလူပြောင်း9မိနစ်လောက်စိတ်တည်ခိုင်းနေဆိုတော့အရက်တပလဲလူပြောင်းနိုင်ဝဲလောက်စိတ်တည်ခိုင်းနေဆိုတော့ဘင်းကလူပြောင်းညနေပိုင်းစိတ်တည်ခိုင်းတော့ဖြစ်တဲ့ခဏစိတ်တည်တဲ့ခရီးစဉ်မျိုးကျွန်တော်တာပြီးတော့ချင်းကလိုက်တော့ဖိုးကလည်းဖန်ဆင်းထားတဲ့ရဖြစ်ဖျားဖန်ဆင်းထားတဲ့ဆေးလေးတို့အရက်တို့အယ်ကိုဟောတို့နီကိုတင်းတို့မော်ဖိန်းတို့ကကျွန်တော်ဖြစ်တဲ့ခဏအမောပြေခိုင်းတယ်ဒါပေမဲ့ဖန်ဆင်းထားတော့ရတယ်ဒီဖျားခင်ဖန်ဆင်းထားတာဖန်ဆင်းရှင်အမောပြေခိုင်းတာလည်းဘလို့မှရှင်လို့မရဘူးဖန်ဆင်းရှင်ပြီးလာမဲ့မောပြေခြင်းကြတော့ခုနကပြောတယ်အတိတ်ပေကိုနားလေတယ်ဖြစ်တော့ရှင်းပြတယ်ဒီနေ့ကျွန်တော်သွားတဲ့ချင်းပြည်နယ်ခရီးစဉ်ရဲ့နောက်မြန်မာနိုင်ငံခရီးစဉ်တစ်ပါလုံးကိုဘုခရီးစပြီးတော့သွားတဲ့ခါမှာအမေရိကတို့နောက်ဒီနေ့တော့ခဏလာရောက်လာတော့နော်ဩစတြေးလျတို့ဥရောပတို့သွားတဲ့ခါမှာကျွန်တော်ပဲကြံခဲ့သလားလို့ထင်ပြီးတော့သွားတဲ့ခါမှာလူတွေအများကြီးကြံခဲ့တာတော့တွေ့ရတယ်။ဘာကြံခဲ့တယ်ဆိုတော့သူတို့ကဒီကျမ်းစာကိုဘာသာရေးစာအုပ်လို့ထင်ပြီးတော့ဘာသာရေးမြင်တယ်လို့ဖတ်ကြတယ်။ပြန်ပြောကြည့်မယ်နော်ဒီကျမ်းစာကိုဘာသာရေးစာအုပ်လို့သူတို့ထင်ပြီးတော့ဘာသာရေးမြင်တယ်ဖတ်ကြတယ်။ဆိုတော့အဲ့ဒါတအားကြံခဲ့ပြီ။တအားကြံခဲ့ပြီ။ဒီကျမ်းစာကိုဘာသာရေးစာအုပ်လို့ခံယူပြီးတော့ဘာသာရေးမြင်တဲ့ကျမ်းစာကိုဖတ်မယ်ဆိုရင်ဒီကျမ်းစာမလူတော့ဖတ်ဆရာမလို့ဟုတ်တယ်ဘာသာရေးမရှိတော့ကျမ်းစာဖတ်ဆရာမလို့လေဟုတ်လားဘာသာရေးရှိမှဖတ်တော့မှာဆိုဘာသာရေးနဲ့ဖတ်ဖို့ပြီးတော့ဘာသာရေးရှိတယ်မှာဘာသာလဲဆိုတော့ခရိယန်ဆိုရင်ဒီကျမ်းစာဘာဖတ်မလဲခရိယန်နဲ့ခိုင်တဲ့ကျမ်းစာရှိတာမရှိဘူးခရိယန်ကကျမ်းစာမရှိဘူးဒီကျမ်းစာခရိယန်နဲ့ဘာမှပိုက်တာမရှိဘူးခရိယန်ကလည်းကောင်းမီရောက်နေတယ်ဒီမှာကျမ်းစာကောင်းမီရောက်တဲ့အကြောင်းလည်းဟောပြောခ
Sarita Jones, Lubawaita Mo Jones, the Datamola, only your Tom Jones. Pamio Patti, only your Basamale, Badomale, Blue Twin Samle, the Mavis at Kuma Bali. So, but I is our room. So, in age of you to do Riha. Chance of Badaisa or Mimiro, Badaya doing a panic to it, but why I don't want champion. So, you need to know that the Kamiaka, Chance of Badaisa or Mimiro, Aloma, champion. The chance of Badaisa move. Paya the king, Pansen Tare, Pansen Tare Ayari, Alolema, a Mimia Sondo, Luta the wall. You are telling me about this. Dinuria, Pansen Tado Yari, Alomu. Oh, choke kind of woman, like himself. The long at you, oh, choke kind of chin, like you machine. The challenge you are. The challenge you are issue come. The Pian King Pansin Tale Loka to Kulu. County Yanao, Shamalao, Tanshinao, Mumianao. Oh, choke kind of chino. The Lanyon. Any Lanyon about Sakodazo, any being it. Payankin yet, Pansin yet, Pansin that dine, the just and a bit, Naleria. A good Pansin, I don't see. Through knowledge, the just and a Naleria. Who must well how knowledge the just and a Naleria. Queen knowledge in the just and Naleria. Lu knowledge in the just and Naleria. Pansin Tare Yari Alum, none at the Bobo Chin, the Jansa, the Jansa, Ari Alum, Terry Pasiniama. 2 years, the Luna Blue, the Luna Pansin and Babaji Tare. So, the Jansa, what I is our option since I looked about Buluni and the Jansa, don't know. Jenny, General Michi, I was going to do you. Getting Chiavila, Aloma, Yabi, the Chitin, as we know. Payado market in Tia, Kuse Kuyaloshi. Mayado Delo General. Getting Tia Villa, so Yavida, getting Tia, I don't know, I don't know. Sorry. Genovella, maybe. I was getting Jimmy at the also, they won't know. Hobby, come later, getting Chinkasari, no, the dog, Casari, but I took it in Tia the day, Milo. Come here, Chin. The chance I can't get out to get in TV now. And I said, oh, through you get in Jemale. My yet job to get in TV. My yet may out to a good chance I can't get out to get in TV now. Payana can do that to me, like Shabby getting. Payana can do that to me, like Shabby getting. Come here to Pennsylvania later. Young level. Now, come here to get a move. 2 大米变给他，给人这样说，刚给要不给他么，2大米变起看呀。反正就是来说，米把大米变下来了不？米把大米变下来干嘛？大米也没有，米把也没有路去了，米把变没有，到现在是起来。这那了没路去了，皮肤下面说了。这那了没有也去了，皮肤下面，说了起来。刚给要的时候，没有苦的。This is just one of the inheritance. 正如培养起盘子呀的嘛，刚送呀的苦，呀的苦。你老家过来培养起来没有？正如刚给盘子比的，哎呀，培养起来多少正那里老忙喏。所以说，今年来那趟来看嘛，正如今年来趟，咪咪路家母看到活动嘛，减少。可以去那边喏嘛，家母看到呀的，去看边的嘛，那趟喏。那开做咩啦？အခုတော့ခုနပြောသလိုဘာကြောင့်ကျွန်တော်တို့ကျမ်းစာကိုကျွန်တော်တို့ဘာသာရေးစာအုပ်လို့မြင်ခဲ့တဲ့အတွက်ဘာဒုက္ခရောက်ပြီးတော့အခုကျမ်းစာဘာသာရေးစာအုပ်နဲ့မမြင်တော့မဲ့ဘုရားသခင်ကတုတ္တသမီးကိုပြန်ရှာတဲ့စာအုပ်နဲ့ပြန်ကြည့်ရအောင်ဘာတွေ့ရတယ်လဲဆိုတော့ဒီခုကျွန်တော်တို့ပြန်ပြီးတော့ပြင်ထားကြည့်မယ်ဘာသာရေးစာအုပ်နဲ့မြင်ခဲ့တဲ့အချိန်မှာကျွန်တော်ကတင်ချင်းရခဲ့တယ်ကတင်ချင်းရတော့1990ခုနှစ်ကတင်ချင်းရတော့ပရမောဆုံးမတော့ပေါ့လဲဆိုတော့ကိုရောကျွန်တော်ကိုကြည့်ပြီးတော့ပေါ့ပါတယ်ဒါတော့တာကောင်းတော့တာကောင်းတယ်ကတင်ချင်းရတဲ့နေ့မှာဒီဘလောက်ထိပြောတယ်လဲဆိုတော့ကျွန်တော်ပြောတာကိုပြန်တိုင်းကြည့်ရတယ်မတိုင်းတော့ဘူးနော်တာင
ဝင်မြောက်လို့နေနဲ့ညတော့မခွဲနိုင်တော့စိတ်ထဲမှာလည်းနေနဲ့ညတော့မခွဲနိုင်အဲ့လိုထိဝင်မြောက်ခြင်းဖြစ်တယ်နောက်ပြီးတော့ဘုရားရင်သားဖြစ်ပြီးစားလည်းသိခွင့်ရတယ်နောက်ပြီးတော့တည်ရင်ကောင်းရင်အောင်စားသိခွင့်ရတယ်ဒါပေမဲ့သဘောပေါက်တယ်ဆိုတော့အတက်တန်ကိုရောလူတော်နဲ့လိုက်ရှောက်မှုနေရာကိုလုံးဝသဘောပေါက်ခဲ့သဘောပေါက်ခဲ့တော့ကောင်းရောက်စတဲ့ချန်တော်ပြီးဆိုတော့သဘောပေါက်ပြီးတော့ကျမ်းပိုက်ကိုမိမိကြိုက်တဲ့ကျမ်းပိုက်လေးတွေကိုပဲရွေးပြီးတော့နားလည်ပြီးတော့အားလုံးကျွန်တော်တအားခက်တယ်ဆိုပြီးတော့လက်လူရှုပလိုက်ပြီးတော့ကျမ်းပိုက်ထဲမှာကြည်တင်ခြင်းနဲ့ပတ်သက်တဲ့နည်းနည်းကျွန်တော်အလွယ်ဆုံးပေါ့နော်ရှင်ယောဟန်ခန်းကြီး3:16အဖက်ခန်းကြီး2:8ကျွန်တော်လည်းအခုထိမမေ့နိုင်ဘူးကျမ်းပိုက်ရတယ်အဲ့တော့အလွယ်ရတဲ့ဟာတစ်သက်လုံးအလွယ်ရဖို့စဉ်းစားတော့ပေါ့နော်ယောမခန်းကြီး9:8ယောမခန်းကြီး6:23အဲ့ဒါမျိုးလေးတွေပေါ့နော်အော်ဆောတော့ဖျားရင်လည်းတူချင်းဖြစ်တော့အဲ့ဒါလေးကိုပါတယ်စာ23လေးလို့ပြောပါတယ်နောက်ပြီးတော့တခင်ကြီးတို့ဆူတောင်းနော်ကောင်းကောင်းလို့ရှိတော့ကျွန်တော်တို့ဖာဆောမျိုးတွေလွတ်ရတဲ့ဟာလေးညီနေပဲတွားပြီးတော့ကျန်တဲ့ကျက်ပဲဖိုင်ရင်အိတ်စီကျန်စားတော့တို့အိတ်စီအဲ့ဒီခုနပြောကျွန်တော်ကျက်တဲ့ကျက်ပဲဖိုင်ရင်အဆင်ပြေတယ်ကျန်တဲ့ကျက်ပဲဖိုင်ရင်အဆင်မပြေတော့အဲ့လိုဖြစ်တော့အဲ့လိုနဲ့ပဲ92 93 94ကဲတင်ချင်းရပြီး3နှစ်လောက်ကြာလာတော့ဘာဖြစ်သွားလဲဆိုတော့တဖြည်းဖြည်းနဲ့လောကကကျွန်တော်ပြန်နိုင်တယ်ပြန်နိုင်ပြီးတော့ရှောင်းနေမဆောင်ကြောက်ဘူးဘာမှစကားနဲ့ဆိုချင်းစကားမဆောင်ကြောက်ဘူးတော့ကဲတင်ချင်းရတယ်မတကူမပါတော့တဲ့အတွက်ဘဝကပါလေရှောင်းတက်တာဖြစ်တော့စီးတော့လည်းတွေ့လေအော်စီးလေးကိုရှောင်းရမယ်ရှောင်းတယ်အရက်တော့လည်းတွေ့လာအရက်ကိုရှောင်းရမယ်ရှောင်းတယ်အော်ရှောင်းစရာတအားများပြီးတော့လေလှုပ်ရှားရမရှိတော့ဘူးသွားတယ်နောက်ပိုင်းကျတော့အောင်မြင်ခြင်းဆိုတာမနီးစမ်းနိုင်တော့တက်တာမှာရှားပါပြီးပျောက်သွားတယ်အဲ့လိုနဲ့အလူလက်ခါတော့နှစ်ပေါင်း20လူလက်ခါ1990ရောက်လာတယ်90ရောက်တဲ့ခါမှာတော့တင်ကောင်းမြင်ရမယ်ဆိုတော့တင်ချတယ်ဒါပေမဲ့အသက်ရှင်တဲ့ချိန်မှာတော့ကောင်းကြည့်ရမယ်ဆိုတော့မတင်ချတော့ဘသူနဲ့မှအဆင်မပြေအဲ့ဒီဘဝရောက်သွားတယ်နော်စတွေ့တဲ့ချိန်မှာတော့အဆင်ပြေတယ်လို့ဖြစ်လာပြီးတော့3-4လလောက်ကြာတဲ့ခါမှာအဆင်မပြေချင်တော့ဘူးနည်းနည်းလူတွေနဲ့တွေ့လာပြီးကြာလာရင်အဆင်မပြေတော့ဘူးဘာဖြစ်လဲဆိုကျွန်တော်ပဲနှိမ့်ချစေချင်တယ်ကျွန်တော်မနှိမ့်ချချင်ဘူးကျမ်းစာတွေ့တဲ့နှိမ့်ချခြင်းဆိုကျွန်တော်တို့မဟုတ်တယ်ဘောသူများကိုနှိမ့်ချစေခြင်းနဲ့မြေတံလည်းသူတို့ချစ်စေခြင်းသူတို့မချစ်နိုင်တော့ဘူးနောက်သူတို့ခွင့်လွှတ်စေခြင်းနဲ့သူတို့ရှိမှနှိမ့်ချစေခြင်းနဲ့ခွင့်လွှတ်စေခြင်းနဲ့မြေတံပွားစေခြင်းသူတို့မပေးနိုင်တော့မှမရှိဘူးခေါင်းပါတော့ဆိုကျွန်တော်မြေတံခေါင်းပါတယ်ခွင့်လွှတ်ခြင်းခေါင်းပါတယ်တက်တာမှာရှားပါတဲ့ဘဝရောက်သွားတဲ့ခါမှာသူများစီရဖို့ကြိုးစားတော့သူများစီမရနိုင်တော့တဲ့ခါမှာခရိယန်တက်တာကြီးဟာတမိုးမဲ့သွားတမိုးနေတော့အဲ့ဒီချိန်မှာပဲကျွန်တော်ခုနပြောတဲ့ဝိညာဉ်ဖခင်နဲ့တွေ့ခွင့်ရတယ်။နော်ကိုရီးယားဝိညာဉ်ဖခင်နဲ့တွေ့ခွင့်ရတယ်။သူတို့ကကျွန်တော်ရဲ့တက်တာနဲ့ဘာကွာတယ်လဲဆိုကျွန်တော်ကဂျူးစားပြီးတော့ခရီးဖြစ်နေတော့အရက်တွေရှောင်းစီးတွေရှောင်းကွန်ရတွေရှောင်းအပြစ်တွေရှောင်းအမားတွေရှောင်းပြီးတော့ခရီးဖြစ်နေသူတို့ကြမရှောင်းစိတ်နှလုံးကျွမ်းမဲ့ကိုတော့လိုက်တယ်။စိတ်နှလုံးကျွမ်းမဲ့ကိုတော့လောက်ရည်ဆိုကျွန်တော်ကစိတ်လုံးကျွမ်းမဲ့ကိုတော့မလိုက်နိုင်တော့ဘူးဘာကွာတယ်လဲလို့ပြီးတော့သူတို့အစာရှောင်းတယ်ကျန်းစာဖတ်တယ်ကျွန်တော်အစာမရှောင်းဘူးကျန်းစာမဖတ်ဘူးအဲ့လိုဖြစ်တော့ဆိုတော့သူတို့မေးတဲ့ခါမှာသူတို့ကကျွန်တော်ပြောတယ်ခင်ဗျားဘာလို့လဲဆိုတော့စီးလေးမတောက်အရက်မတောက်ကိုရမစားဘူးခိုင်းနေမဟုတ်ဘူးဘာလဲဘောအဲ့တော့ဘူးရီကိုနိုင်ပြောပြတာတော့ဒါရီဟာလေဖာရှစ်တက်တာပဲဘာမှတော့မကြောက်ဘူးလေကျွန်တော်ဒီလောက်ကျိုးစားပြီးလို့လားဘာမှတော့မကြောက်ခင်ဗျားတို့ညစ်ပါလားဘောနော်ဒီလောက်ကျိုးစားပြီးလို့လားနော်စီးလေးတော့အရက်တော့ကိုရမစားဘူးခိုင်းနေမဟုတ်ဒီစမထားဘူးဒီစမထားတော့မဟုတ်ခုပြီးထားတာဘောနော်ဒီရှိမှတော့ထားဘူးနော်လူအမြင်မှာတော့အကုန်ရှောင်းနော်လူမရှိတဲ့မှာတော့နည်းနည်းတော့မနိုင်ရရှိပါဘူးနောက်ကျိုးစားခင်ဗျားတို့တော့ဖိုင်စစ်တဲ့တာပဲဘာမှတော့မကြောက်တော့တော်ပြောလို့ဆိုခင်ဗျားဆန္ဒမှပါလေဟောစက်မောကျွမဲ့မလုပ်ရဟာယူဆန္ဒမှပါလေဟာယူမိမိဆန္ဒလုပ်လို့မဟုတ်လားယူကြောက်ပြီးတော့လုပ်တဲ့ဟာမှာကျိုးရှိမှလည်းဩခင်ဗျားတို့ဆန္ဒပါလို့တာလုံးလို့ပေါ့စိတ်နှလုံးကျွမဲ့တော့တက်ရှင်နေခေတော့တဲ့ဘယ်လိုလဲလို့ဖြစ်နေရတော့ဆိုတန်ရှင်းတော့ဝင်တော့တကူရထားရတယ်
lu yang hina lo so sa shang le so blu shang la so oh tro ku le ma sa shang le chang jo yet li se ya shang la jo lo ti ma wo lo jo ma ti bu le oh chân nó tây yết shang no ma ti bu ya tro ni le lu khan sa le tây yết shang yan le bai na so lo ma yong yan ti na ti ma la lo sin sa jo yet li se ya shang leအဲ့တော့တကယ်ချင်းတော့ပြောပြတာသူသိလို့ဆရာကရက်40အစနာကရှောင်းနေဆိုမသိဘူးလို့ဆိုမသိဘူးဟုတ်ပြီနောက်မှလုပ်ပြီးလို့ဆိုကျန်းစာမိုးတဲ့အစအဆုံး365ခေါက်ပြီးပြီဟောကျွန်တော်တစ်ခါမှပြီးတဲ့365ဖြစ်နိုင်မှာမလားခင်ဗျားပြောတာဖြစ်နိုင်မှာမလားဆိုဘာဖြစ်လို့ဖြစ်နိုင်မှာလဲကျွန်တော်တစ်ခါမှပြီးသေးဘူးကြင်ချာနဲ့20ရှိပြီခင်ဗျားသိလို့ဆရာကကြင်ချာဘယ်နည်းတော့ရှိပြီလဲကျွန်တော်20မှာတစ်ခါမှပြီးသေးဘူးဆိုခင်ဗျားဘာဖြစ်လို့ပြီးမှာလဲခင်ဗျားရှောက်ရရှောင်းနေတာဘယ်လိုပြီးမှာလဲနော်အထက်မှာလို့ပြရမှာမရှိရတယ်နော်ဘယ်တော့လုပ်မလဲဆိုဝိညာဉ်တော်လုပ်မှာပေါ့ဝိညာဉ်တော်လုပ်ရင်းနဲ့ဖတ်လို့ရတယ်ဆိုအိုး365ခေါက်ဖတ်တယ်ဆိုတာအိမ်မက်ထဲမှာတော့လူတွေ့ဘူးလို့ချိန်တာအမှကျွန်တော်အဲ့လိုလူမျိုးတွေကဘာမှရှုံးမလို့မျိုးကိုရီးယားမှာအများကြီးပဲခေါက်900ပြည်လူအများကြီးရှိတယ်အိုးသူတို့ဘာလို့ပြီးနေတယ်လဲဆိုသူတို့အထက်မှာတန်ရှင်းတော့လို့ဝိညာဉ်တော်လမ်းပြတကူရှိတော့တို့ဖတ်တယ်တော့ဘာအကျိုးရှိတယ်တော့ဘာအကျိုးရှိတယ်လို့ကျွန်တော်ပြီးတော့သူတို့ကျမ်းစာကိုတဲ့ဖတ်တဲ့ခါမှာသူတင်ဦးဆရာပြောတယ်ကျွန်တော်ကျမ်းစာကိုအခောက်90ပြီးခဲ့နေ့မှာသဘောစာပေါက်လို့ပြောတယ်ဟိုးကျွန်တော်တစ်ခါမှဗီဒီယိုဆိုသဘောပေါက်တယ်ဆိုတဲ့ချတော့ရတော့ဘလို့အမှညင်းဆရာလည်းစိတ်ကမခံချင်ဘူးနော်ခရီးဖြစ်လာတယ်မနေတော့ကြင်ချလာတယ်20ရှိပြီအဲ့မှာတဘောမပေါ့ဆိုတော့ဖြစ်ချင်မလို့ကျွန်တော်တရားဟောချင်တာထောင်ရတာအားများတော့ကျမ်းစာကိုလည်းကြာဘူးနာဝတ်တာအားများတော့အကုန်လုံးအလို့ရတယ်လို့ခံစားတယ်မဖတ်ပြီးမယ်ကျမ်းစာမှာဖတ်တော်လည်းပဲလေအထင်မှာအလို့ရတယ်လို့ခါသူများတရားဟောရင်လည်းတိပိတာပဲအဲ့လိုမျိုးဖြစ်နေတယ်တိပိတာတာအားများတယ်အဲ့လိုမှနားလည်းတော်တယ်ကျွန်တော်တို့ကအဲ့လိုပြောလိုက်တော့လုံးဝဘဝကလည်းမခံဘူးဒါခံစားတော့အဲ့တော့ခင်ဗျားတို့ရလေးဆက်စာရှောင်းတဲ့နှခါတော့ပြီးတယ်ကျန်းစာဖတ်တဲ့365ခေါက်မှဖတ်တဲ့ဘာအကျိုးရှိတယ်လို့ပြီးတော့သူအဲ့ဒီခါကျမှသူအကျိုးပြောပြတယ်သူပြောတဲ့အကျိုးဟာကျွန်တော်အကြိုက်ဆုံးရတယ်ဖြစ်နေတယ်ကျွန်တော်ဘဝမှာကျွန်တော်အတန်းတဆုံးသွားရတယ်အကြိုက်ဆုံးသွားရတယ်အဖြစ်ချင်းဆုံးသွားရတယ်သူပြောပြတယ်ဘာပြောတယ်လဲဆိုအဲ့ဒီသူတင်ဦးဆရာမိပါမယ်ဖခင်မရှိဘူးဆိုတော့လည်းကျွန်တော်ဖေရဆုံးသွားပြီဆိုတော့ဖေဆုံးတဲ့ချိန်မှာကျွန်တော်မိဘမဲ့ဘွားရောက်သွားတော့ဖေဆုံးပြီးမိဘမဲ့ဘွားရောက်တော့စီးပွားရတဲ့ကြာစီးတဲ့ချိန်ဆိုတော့အောင်မြင်ခြင်းတဲ့ချိန်မှာမအောင်မြင်တဲ့ခရီးစဉ်ကိုနှစ်ပေါင်း20ဖြတ်သန်းရတယ်ကျိုးစားတော့ကျိုးဖြစ်ဘူးကျိုးစားတဲ့နေရာမှာတော့တာကျိုးစားတယ်အကျိုးမဖြစ်တဲ့နေရာမှာတော့တာတော့ပေါက်တယ်ဒါတော့ကျွန်တော်ကတော့တကယ်အောင်မြင်မှာမဟုတ်လို့ဆိုတော့တာတော့ပေါက်သွားပြီနော်ကျိုးစားခါစားတော့ကမ္ဘာတထေးကြီးဖြစ်မယ်ဆိုတဲ့အထိနှော်လင့်ခြင်းကြီးတယ်ဒါပေမဲ့တကယ်ဖြစ်လာတဲ့ခါမှာတော့အစင်းအဆုံးဖြစ်ပေါ်လာတာအများကြီးနော်အဲ့လိုမျိုးရောက်နေတဲ့အချိန်သူ့ရဲ့တင်ဦးဆရာဟာအဖေတည်တယ်ဘာနဲ့တည်တယ်ဆို TB ရောဘာနဲ့တည်တယ်နောက်သူ့တင်ဦးဆရာလည်းတဲ့သူ့အသက်15နှစ်လောက်မှာ TB ရောဂါဖြစ်ပြီးတော့သူလည်းတည်လို့မယ်တွေးအံနေပြီအဲ့ဒီတင်ဦးဆရာတွေးအံနေတဲ့တင်ဦးဆရာဟာခရိယမဟုတ်ဘုရားတာတဆန်ကနေမှာဘုရားတာရှိတယ်သူတို့မိသားစုအလုံးခရိယမဟုတ်ဘုရားတာဖြစ်ပြီးတော့အဖေလည်းဘုရားဘာသာအမေလည်းဘုရားဘာသာသူလည်းဘုရားဘာသာဖြစ်ပြီးတော့သူမိသားစုအလုံးဟာ TB ရောဂါတဲ့ဖြစ်ပြီးတော့အဖေက TB ရောဂါနဲ့တိတ်သွားပြီသူတင်ရုံဆရာက15နှစ်ရှိတဲ့ချိန်မှာတာအကြီးဆုံးပေါ့အလုပ်လုပ်ပြီးတော့မိသားစုလုပ်ကြည့်ရမယ်ဒါဝင်သူ့ဘက်မှာရောက်နေတဲ့ချိန်မှာတွေးရတယ်လမ်းမှာတွေးရတယ်လမ်းမှာတွေးရတော့အဲ့ဒီတွေးရနေတဲ့ချိန်မှာသူ့ကိုသားတွေးတဲ့ကောင်လေးတယောက်ကသွားတွေ့တော့ခမရဘာလို့အန်တယ်လဲလို့ပြီးတော့ကျွန်တော် TB ရောဂါတွေဖြစ်လို့အန်တယ်ပြောလို့ယေရှုစီမတော်လားယေရှုသားတွေအားလုံးပြောက်တယ်လေလို့ပြောတယ်အဲ့ဒီတွေ့တယ်သူကယေရှုစီမတော်လားယေရှုသားတွေအားလုံးပြောက်တယ်ဆိုတော့အဲ့ဒီဘုရားသာယေရှုကသူကဆရာဝန်ထင်တာပေါ့သူလိစာတိတာကျွန်တော်လည်းသွားချင်တယ်ဟိုကပြောပြတဲ့ခရိယာလည်းယေရှုကိုသူကဆရာဝန်ထင်တာပေါ့အော်ကျွန်တော်သူလိစာအဖေကိုမေးပြဦးမယ်နော်ဖေကိုမေးပြီးတော့လည်းပြန်ပြောပြမယ်ဆိုပြီးတော့အဲ့နဲ့တွေးရတဲ့လူကလည်းယေရှုလိစာကိုလက်ပြန်ရမယ်ဆိုတော့လင်းထားတယ်သူတကယ်ချင်းသူ့ကိုမိတ်ဆက်ပြီးတဲ့လူကလည်းသူ့အဖေစီမှာယေရှုလိစာကိုမေးပြီးတော့တကယ်ချင်းပြောပြလို့တော့လင်းထားတယ်အဲ့
ရားသခင်ကိုယူသားစွာရှာတယ်ဆိုတော့တွေ့ခွင့်ရတယ်ကျွန်တော်ကျတော့ဘုရားသခင်ကိုယူသားစွာမရှာဘဲနဲ့ဘာသာရေးဖြစ်နေတော့ရှာခဲ့တာကောင်းကင်ရောက်ဖို့မရေမရောက်ချင်လို့ကျွန်တော်တို့လည်းမေးတယ်ဘာလို့ကောင်းကင်ရောက်ချင်လဲဆိုတော့မရေမရောက်ချင်လို့ပေါ့ပြီးပြီဘာလို့မရေမရောက်ချင်တော့ငရဲမှာမီးလောင်မယ်လေဆိုတော့မီးမလောင်ချင်ဘူးပေါ့မီးလောင်မခံချင်လို့ဒုက္ခမရောက်ချင်လို့ကောင်းကင်ရောက်ချင်တာပဲရှိတယ်ဘုရားသခင်မြတ်တော်တော့ပေါ့လို့ကဲတင်ရှင်းရဆိုတာတော့မခံဘူးဆိုတော့ညအိမ်ပြန်ပြီးတော့သူ့ဖေကိုမေးတယ်အဲ့ဒီခရိယန်တွေနေရတော့ခရိယန်ဖြစ်နေပြီခရိယန်ကသူ့ဖေကိုမေးတယ်အဖေဘာလဲဆိုယေရှုလေးစာတိလာတယ်သူ့ဖေကလည်းသူ့တန်းကယေရှုတကယ်အသက်ရှင်တဲ့ဆရာဝန်လို့ထင်တယ်သူကမထင်ဘူးဖေကမင်းကလည်းကွာယေရှုလေးစာအများကြီးပဲဆိုဘယ်မှာလဲဆိုရှင်မသက်ရှင်မှာကိုရှင်လောကရှင်ရောမှာဘုံရှိလေဆိုဟဲ့ဆိုလက်ပြန်တော့သူ့ဖေကျန်းစာတော့ခိုးပြီးတော့တကယ်ချင်းစုပြီးတော့တကယ်ချင်းကျွန်တော်ကြောင်းတက်မဲ့အချိန်မရှိဘူးအဖေကပြောတယ်ရှင်မသက်ရှင်မှာကိုရှင်လောကရှင်ရောမှာရှိလို့တော့နည်းနည်းဆက်ဖို့ဟုတ်ဆိုတော့ပြီးခဲ့တော့သူတကယ်ချင်းရခုနသူတင်းဆက်ဖြစ်လာတဲ့ပုံတူပေါ့သူတကယ်ချင်းစာဖို့ပြီးတော့ရှင်မသက်ရှင်လောကရှင်ရောဆိုတာရှိတဲ့နေရာကိုစာရညှထားတဲ့နေရာကိုသူကရှင်မသက်ကိုဖတ်တဲ့ရှင်မကုရှင်လောကရှင်ရောဖတ်တယ်လိပ်စာရှာတော့ယေရှုလိပ်စာယေရှုလိပ်စာရှာရင်းနဲ့အဲ့ဒီကျမ်းစာကိုဖတ်ခွင့်ရတော့အဲ့ဒီဖတ်ရင်းနဲ့ပဲအဲ့ဒီယောဂပြောက်သွားတယ်ဆိုတော့ကဲတင်ချင်တဲ့ဆယ်ဒီမှာကျွန်တော်ယောဂတခုမှမပြောဘူးကဲတင်ချင်တဲ့ဆယ်ရှိပြီယောဂတခုမှကျွန်တော်ယောဂတယ်ကျွန်တော်မှယောဂလည်းရှိတခုမှမပြောဘူးကျွန်တော်ရဲ့ညီကိုယောဂတခုမှမပြောအမေယောဂလည်းမပြောဖေယောဂလည်းမပြောညီကိုကနမယောဂကျွန်တော်ရဲ့ရှိမှကျွန်တော်နဲ့အတူတူကဲတင်ချင်တဲ့ယောဂပြောက်လို့ဆိုတော့မှတာရှားတယ်တတိခံချမရှိဘူးအဲ့လိုကြည့်သူအကျဉ်းဖတ်တဲ့ချိန်မှာယောဂပြောက်တီဗီယောဂပြောက်သူတကယ်ချင်းကသူ့ရှိကိုကျန်းစာကိုပြန်သွားယူတယ်အဖေကိုကြောက်တကယ်ချင်းယေရှုစာတွေ့ပြီလားကျန်းစာကိုပြန်ပြီးတော့အဖေကိုပြန်ထားပေးရမယ်ဖေကျွန်တော်ကိုရှင်းမယ်ဆိုတော့တကယ်ချင်းဖတ်ချင်သေးတယ်ဆိုအမေရောအဖေကအကျဉ်းစာကိုသူ့စပွဲမှာကောင်းထားတာကျွန်တော်ခဏယူလာပြန်မထားရင်သူကျွန်တော်ရိုက်မယ်ဆိုတော့လူပြီးတော့ထားဖေးစီမှာဟိုလူကအဲ့စာအုပ်ကိုဆက်ဖတ်ချင်တော့အဲ့တကယ်ချင်းပြန်ပြီးတော့တွေ့ပြီးတော့ဒီစာအုပ်ကိုရနိုင်မယ့်နေရာရှိလားရှိရင်ကျွန်တော်ဘာလောက်ပဲပေးရဝယ်ပဲဘလောက်ပဲပေးရဝယ်ပဲကျွန်တော်ကြတော့ကဲတင်ချင်းရ20ရှိပြီကျန်းစာဝယ်ဖို့ရန်ရွယ်ဘလောက်ပဲပေးရမပြောနဲ့အလကားရဖို့တော့မတမ်းမစီချင်ဘူးတက္ကသိုလ်တက်တော့ကျန်းစာလကားပေးတယ်တန်းစီတယ်ကျွန်တော်ကတမ်းမစီချင်တော့မရဘူးအလကားရတော့မတမ်းမစီချင်ဘူးဟိုလူကတော့ဘလောက်ပဲပေးရဝယ်တယ်ကွာသွားပြီကျွန်တော်လည်းသူနဲ့အရင်ကွာသွားပြီကျွန်တော်ကကတင်ချင်း20ဒီမှာဘလောက်ပဲပေးရဆိုစကုန်းခါတော့ဘူးသူကတော့ပရမစပြီးတော့ဖတ်တဲ့ချိန်မှာဘလောက်ပဲပေးရဝယ်မယ်တကယ်ချင်းဒီချမ်းစာကိုရဖို့မလွယ်ဘူးခင်ဗျားဘလောက်ပဲပေးရကျွန်တော်မရနိုင်ဘူးဒါပေမဲ့ရနိုင်တဲ့နေရာရှိတယ်ခင်ဗျားကျွန်တော်ပြမယ်လိုက်မလားဆိုလိုက်မယ်သူတို့ရောက်သွားတယ်ဘယ်လိုသွားလဲဆိုတော့မက်သရစ်ဘုရားကျောင်းရဲ့ပလင်ပေါ်မှာချမ်းစာကိုတင်နေနေအောင်သူတို့သွားကြတယ်เป็นเชื่อขอตัวอยู่ตัวเนี่ยตัวไม่ได้พิจารณามาเลยฉันนี่ชิมมาเราชิลาเราไม่ได้พิจารณามาตัวเตี้ยงเสียเดียวเขาเลยไปเลยผมมาเจ้าสาวตัวทันทายเลยขอตัวพิจารณาตัวเราไม่รู้ไปเลยผมตัวตาเราเตี้ยงเชื่อหน้าสิดีฮะเว้ไอ้ชิมมาเตี้ยงเสียหัวเราเฮ้ยเราไม่ดูเลยsoว่าพวกเราตาเจ้าเราเครียดผมอยู่ตาเจ้าเราทำไมชอบที่จะไปบอกคงเราปีหัวยาวตัวไม่ใช่หรอပြောက်သွားပြီကြံခဲ့တာခရင်အောင်နဲ့ကြံခဲ့တယ်တင်းအောင်ဆရာမင်းမတူလဲဆိုကျွန်တော်ကဘသူမှညာဖေနာပြောတယ်အဲ့သူ့ဖေကမတူလေးစတင်းတော့တင်းထောက်လူကြီးပေါ့ဒီနေ့ဆရာတို့ကဆက်စတီဗန်တားညာလို့ဟောဆက်ပြီးတဆန်တားလို့နော်ဆိုအော်မင်းကဘာလို့ဒီမှာလာလဲဆိုတကယ်ချင်းတယောက်ကျန်းစာတာတွေ့ချင်လာပြတာဆိုဘလို့တကယ်ချင်းလဲဆိုတူဆိုရှင်းပြဘုရားတကယ်ချင်းတယောက်က TB ယောဂရှိပြီးတော့တွေးအံပြီးတော့ကျန်းစာကိုဖတ်ရင်းနဲ့ယောဂပြောက်သွားပြီးတော့ကုတ္တအဖတ်ခြင်းကျွန်တော်ကျန်းဆောင်လာပြီးတော့တောင်းတော့ကျွန်တော်ကရှာမတွေ့နိုင်တော့တရားကိုလာပြတယ်ဆိုတူလာကြည့်တယ်ပြန်တော့ခေါ်စပြန်တော့ခေါ်တယ်တင်းဦးဆရာပြန်တော့ခေါ်တဲ့ကလေးကိုလာခဲ့စတာဒီကျန်းဆောင်မင်းကလည်းဖတ်ခြင်းနဲ့ဆိုတော့ပြောပြတယ်သူဖတ်ခြင်းတဲ့အကြောင်းယောဂပြောက်တဲ့အကြောင်းအဆဆုံးဖတ်ခြင်းတဲ့အကြောင်းဆို
ကိုရီးယားတေးဥဆရာကအဲ့ဒီကောင်လေးမယုံအစဆုံးဖတ်ချင်ဆိုတော့မယုံကျွန်တော်လည်းလက်ခံတယ်ကျွန်တော်လည်းယုံမှာမဟုတ်ကျွန်တော်ကိုယ်လည်းအဲ့ဒီတုန်းကသူပြောတဲ့ချိန်မှာကျန်းစာအစဆုံးဖတ်တဲ့လူတွေတားတွေ့နေတယ်မြန်မာနိုင်ငံမှာဆိုတားနေဆိုအဲ့တေးဥဆရာသူ့မယုံဟိုတေးဥဆရာပြောတယ်မင်းတကယ်ဖတ်ချင်တယ်ပြောပြမယ်ဒီကျန်းစာကလည်းတက်ရှင်တဲ့ဖရာသခင်ရဲ့စာအုပ်တေးဥဆရာပြောစကားနော်တေးဥဆရာကအသက်ရှင်တဲ့ဖရာသခင်စာအုပ်လို့ပြောပြီးသူလည်းမဖတ်ဘူးဒီလိုပြောတာအလုံးမှန်တယ်လေတက်ရှင်တဲ့ဖရာသခင်စာအုပ်ဆိုတော့ပြောကြတယ်မဖတ်ကြဘူးနော်တေးဥဆရာသူမဖတ်ဘူးဟိုကောင်လေးဖတ်မယ်သူမယုံဒီကျမ်းစာကလည်းအသက်ရှင်သောဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုမင်းဖတ်ချင်စတာကောင်းတယ်ဒါပေမဲ့မင်းကခုအဲ့စာအုပ်မရှိဆိုဒီစာအုပ်ကိုဖတ်ချင်တယ်ဆိုတော့ငါခွင့်ပြုမယ်ဒါပေမဲ့မင်းဒီစာအုပ်ကိုဒီလိုမှရင်မင်းသိတယ်တက်ရှင်တဲ့စာအုပ်ဆိုမမရဘူးအပြင်လည်းမမြင်ပါဘူးမလည်းမရဘူးမမပဲဒီလိုပဲဒီပုံမှာပဲဒီလိုထားပြီးတော့ဖတ်မလားဆိုဖတ်မယ်ဒီမင်းကဖတ်ခွင့်ပေးတယ်လုံးဝမရွှေ့ရဘူးမမရဘူးမင်းရွှေ့တယ်မှလည်းသိမယ်ဆိုတော့မရွှေ့မဲ့နဲ့ဖတ်ခွင့်ပေးတယ်ဖတ်ခွင့်ပေးရောအဲ့ဒီပလင်ပေါ်မှာပဲအဲ့ဒီသူကပလင်ပေါ်မှာပဲမရွှေ့မပြောင်းပဲမမပဲနဲ့တုံးခေါက်ပြီးဆိုတော့ဘုရားမတရားကတုံးခေါက်ပြီးတဲ့တင်းဆရာမပြီးသေးဘူးကျွန်တော်လည်းတူတဲ့တင်းဆရာပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ဘာသာရေးသမားတွေကကျမ်းစာကိုပုံမှန်ဖတ်နိုင်မှုအဲ့ဒါလို့ဘာသာရေးသမားတွေကကျမ်းစာအုပ်ကိုဘာသာရေးဖြစ်နေတုံးတာဘဝအတွက်တုံးမချဘူးဟိုကောင်လေးကသူ့ယောဂပျောက်တဲ့နေ့မှာသူ့ဘဝအတွက်တော့မရှိမှန်းပြီးတော့စဆုံးဖလိုက်တုံးခေါက်ပြီးတော့ဘာဖြစ်လဲအဲ့ဒီတုံးခေါက်ပြီးတဲ့ချိန်မှာသူ့အမေနဲ့သူ့ညီမတွေဒီယောဂတွေပျောက်တယ်ဟောမဆရာကျွန်တော်ဆိုရင်ကဲတင်ချင်းအနေနဲ့ဆယ်ဒီမှာကျွန်တော်ကျန်းစာအုပ်ဖတ်တဲ့တော့ပေါ့လူတရားမှယောဂတော့မသိလဲအောင်ကျွန်တော်တက်တာကြောင့်ဘသူမှမတူတော့ဘူးကျွန်တော်တက်တာလူတူတဲ့မှမပြုတ်ပြင်ပေးဘူးကျွန်တော်ရဲ့ဆူတောင်းတာတူတော့မပြုတ်ဘူးဘယ်ယောဂတွေမှမပြောက်ဘူးကဲတင်ချင်းရတာကောင်းရင်ရောက်ဖို့ပဲသဘောပေါက်တယ်ဘုံမရဲ့ကျွန်တော်ရဲ့ဘဝအားလုံးကိုပြုတ်ပြင်ပြောင်းလဲစေမဲ့တကုရှင်ဖြစ်တဲ့သဘောပေါက်ခဲ့ဘူးဆိုတော့သူကအဲ့ဒီတုံးခေါက်ပြီးတဲ့အချိန်မှာမိသားစုအောင်ယောဂပြောက်သွားဆိုတော့ဘာဖြစ်သွားလဲသူတို့ခရီးဝင်လာတဲ့မဝင်သေးဘူးခရီးဝင်ကမှတုံးခေါက်ပြီးနေပြီကျွန်တော်ခရီးဝင်ပြီးတော့ကဲတင်ချင်းရပြီးတော့20ရှိတော့တစ်ခေါက်မှပြီးသေးဘူးတုံးဝင်သေးတော့တုံးခေါက်ပြီးနေပြီကျွန်တော်ရဲ့အမားရဲ့အများကြီးတွေ့ခွင့်ရတယ်ဘာအမားရဲ့ကျွန်တော်တို့အမားကကျမ်းစာကိုဖတ်ခိုင်းမဲ့လူတွေကိုခရီးတားဝင်ခိုင်းတယ်ကျွန်တော်တို့ဆိုမှခရီးဝင်ကျမ်းစာကိုဖတ်ခိုင်းမဲ့ခရီးဝင်ခိုင်းတယ်ဘာသာရေးပဲဆွဲတာဟုတ်နော်ကျမ်းစာကိုဖတ်ခိုင်းတယ်ဒီလိုဘဝမျိုးနဲ့ကျင်လည်ခဲ့တဲ့ဘဝကြီးအလုံးပြန်ကြည့်တဲ့အခါမှာဘာဖြစ်တဲ့ဆိုအတုအများကြီးဖြစ်တတ်ခဲ့အတုအများကြီးဖြစ်တတ်ခဲ့တော့ကျွန်တော်ဘဝတစ်ခုလုံးမှာလည်းကျုံဖြစ်သွားတော့ဘာကျုံလဲဘာသာရေးကျုံ doctrine ကျုံကိုင်မနာကျုံဖြစ်သွားတော့ကျွန်တော်ဆိုရင်နှစ်ချင်းကျုံပေါ့နှစ်ချင်းမှနှစ်ချင်းကောင်းရင်ရောက်မယ်ကျွန်တော်တင်တော်ဒီကောင်းရင်မရောက်ဆိုရင်လည်းလက်ခံနေတယ်။အိုးတခြားတင်တော်ဒီကောင်းရင်မရောက်နှစ်ချင်းမရောက်ဆိုရင်လည်းကျွန်တော်လက်ခံပြီးတော့ဒါဆိုကျမ်းစာမှာဖတ်တာဘာသာရေးကျုံဖြစ်သွားတော့ခိုးလူကြမို့တွေ့တဲ့များလူတွေအားလုံးအဲ့ခရစ်တော်ရဲ့တရင်ကိုတော့ပြောပြတာဘောရဘာသာခရစ်ယာန်ချင်းဖြစ်လာဆိုတော့နောက်ဆုံးမှတော့ဖြစ်တယ်သူကိုယ်လည်းခရစ်ယာန်ဖြစ်သွားတော့သူရဲ့သူ့အမေရဲ့သူ့ညီမလေးရဲ့သူ့ညီမချင်းရဲ့ခရစ်ယာန်ဖြစ်လာဆိုတော့ခရစ်ယာန်ကြောင့်နားမလဲတော့ဘာလို့လဲအနည်းဆုံးဖခင်ကြောင့်တွေကိုလိုက်ပို့ပြရတာခရစ်ယာန်ဖြစ်တဲ့လူတွေကိုသူစီမှာကောင်းလဲလို့နေဆုံးဘုရားကျောင်းမှာလိုက်ပို့ပြီးတော့ဟိုလိုဘုရားကျောင်းမှာလိုက်ပို့ပြီးဟိုလိုဘုရားကျောင်းလိုက်ပို့ပြီးလိုက်ပို့ပြီးတော့ခရိယာကဖြစ်ပြန်တယ်ဘုရားဘာသာပြောင်းလဲလာတဲ့လူတို့ပြဿနာတည်လာတယ်ဆိုတော့လက်မခံကြဘူးဒီနေ့ဘာသာရေးသမားတွေကလေပြဿနာကိုမြင်ဆိုင်နေကြဘူးဘာသာရေးသမားတွေရဲ့အားနည်းချက်ကြီးဆုံးကသူကပြဿနာကိုသူကမမြင်ဆိုင်ခြင်းပြဿနာမရှိတဲ့ဘုရားကျောင်းမှာသူတို့တွားခြင်းပြဿနာရှိတဲ့ဘုရားကျောင်းမှာတွားခြင်းသူတို့ကြတော့ပြောင်းလဲလာတဲ့အချိန်မှာတားတူထီတော့ဖះเจ้าမှာလိုက်သွားတဲ့ခါကျတော့ဖះเจ้าရသူတို့လက်မခံမင်းတို့ကပြဿနာပေါ်တယ်ပြဿနာကောင်းတယ်မနေ့ကပဲပြောင်းလဲလာပြီးတော့အလုပ်ရှာရအောင်လို့အိုးဟိတယ်ဘာညာဆက်စားတာတတိမနေဘူးဖះရှိခိုးတဲ့အော်လေဟိတယ်ဘာတိခါဆိုတော့မောင်းထုတ်ကြတယ်ဆိုပါလေမောင်းထုတ်ကြတော့သူ့ရှိဘသူတို့ပြင်ပြန်ရောက်တဲ့အလုံးကကျွန်တော်တို့တော်မနေရမရှိတော့ဒုက္ခရောက်ပြီးဖះเจ้าမောင်းထုတ်ခံရပြီးပတ်တိုင်းတော့မောင်းထုတ်ခါဆို
နောက်ပိုင်းကျတော့အလိုလိုသူကဆရာဖြစ်တော့လမ်းပြတ်တယ်ဖြစ်တော့ဆရာဖြစ်တာလမ်းပြတ်တယ်ဖြစ်တာပြီးတော့သူကလမ်းပြတယ်တရားဟောဆက်သူဟာသူလမ်းပြတယ်တရားဟောတယ်လမ်းပြရင်းနဲ့နောက်ပိုင်းကျတော့ဘာဖြစ်သွားလဲဆိုတော့သူကငါးတမ်းမရှိတာအဆန်ရှောင်ပြီးတော့ဆူတောင်းပြီးတော့အဲ့လိုပဲတရားဟောရင်းနဲ့တိမ်ဥဆရာဖြစ်သွားတယ်တိမ်ဥဆရာဖြစ်သွားတဲ့အခါမှာဘာဖြစ်လာလဲသူတိမ်ဥဆရာဖြစ်တဲ့တန်ရှင်တော်ဝိနော်ရဲ့ဦးကြီးတောင်းပြီးတော့တင်သားတွေကိုပြုစုရမယ်ဆောင်းရှောက်ရမယ်တောင်းဝင်ယူရမယ်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားအောင်သူကစိတ်ခါမယ်ဆိုတော့သူကရက်လေးဆက်စားရှောင်းလာတယ်ရက်လေးဆက်စားနှစ်ခါရှောင်းတယ်နောက်တော့ကျန်းစာကိုဖတ်လာတယ်ကျန်းစာခေါက်365ခေါက်ပြီးလာတယ်အဲ့ဒီအချိန်မှာကျွန်တော်သူ့စာအုပ်ဖတ်လိုက်တဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုတော့သူကအသိတော်စားလို့မယ်ဘာလို့ဆိုသူ့ရဲ့ရှင်မပြောင်းလဲလူတွေကိုလူရမပြုစုတဲ့အတွက်သူကတောင်းကြလာပြီဆိုတော့သူကသိတော်စားတဲ့အချိန်မှာလူ9ယောက်နဲ့ပဲသိတော်စားခဲ့တယ်လူ9ယောက်နဲ့သူတို့လူထောက်ပြီးဆူတောင်းလဲစားဆောင်လဲသူတို့သိတော်စားတာကျန်းစာစဖတ်တာအခုဒီနေ့မှာတော့သူ့တင်သားတွေက4သိန်းခွဲပြီးသွားတယ်4သိန်းခွဲပြီးသွားတယ်ကျွန်တော်ဖတ်တော့သူ့တင်သားတွေက3000ပဲရှိတယ်ကျွန်တော်အတူထိဆုံးလဲဆိုတော့သူအိမ်ရှိမှမတက်ရပြီးတော့ဒီလိုကြည့်နေတဲ့လူဒီဘီယောကပြောက်တယ်သူအိမ်ရှိမှဖြတ်တန်းတဲ့လူသူကကောင်းကြည့်ပေးလိုက်ပြောက်တယ်အဲ့တော့အတူထိဆုံးမြစ်တာတကူတာတော့ပေါ့သူမြစ်တာကြောင့်အိမ်ရှိမှဖြတ်လာတဲ့ဒီဘီယောကလည်းယောဂပြောက်တော့သူအိမ်ရှိမှဖြတ်တန်းတဲ့လူကမြစ်တာနဲ့ကောင်းကြည့်ပေးလိုက်တာသူဒီဘီယောကပြောက်သွားတယ်ကိုရီးယားနိုင်ငံမှာအဲ့ဒီအချိန်မှာတော့တီဗီရောဂါတဲ့တာအများတဲ့အချိန်သူတို့ကဒုတိယကမ္ဘာစစ်မှာဂျပန်နဲ့အောက်ရောက်တော့ဂျပန်နဲ့သူတို့နိုင်ငံကိုဖျက်ဆီးတဲ့ခါမှာကိုရီးယားတွေကစီးပွားရေးတအားကျတော့ပြီးချွန်ကြပြီးတော့ဘလို့မှတည်းမထုံနေတဲ့အချိန်မှာလူတွေအားလုံးကတီဗီရောဂါတဲ့ပတ်ဆွဲပြီးတော့ဆေးဝါးမရှိတဲ့အချိန်ကလာအဲ့တော့သူကအိမ်ရှိမှဖြတ်လာတဲ့လူတွေကိုကောင်းကြည့်ပြီးတော့တီဗီရောဂါပြောက်သွားတယ်အဲ့ဒီပြောက်သွားတော့သူ့အိမ်ရှိမှယောဂပျောက်သွားမှသူသိလိုက်တော့အိမ်ရောက်တော့ဘာပြောဆိုကျွန်တော်လမ်းမှာတီဗီယောဂပျောက်သွားတယ်ဆိုပြီးတော့အိမ်ကိုသွားပြောတယ်အိမ်ကိုသွားပြောပြီးတော့အိမ်ကလူတွေဘာပြောဆိုတကယ်ရောက်ပြောဆိုပြောက်လို့ဆိုတော့ဆရာဝန်သွားစစ်ခံတော့တကယ်ပြောက်အောင်မရှိဘူးဆရာဝန်သွားစစ်တော့ယောဂတကယ်ပြောက်အောင်သူ့ကိုယ်ရဘယ်လိုမြင်လဲအဲ့ဒီပြောတဲ့အခုမရီယာဟာမင်းလမ်းမှာလည်းဆိုပြောက်လို့ဆိုတော့ဂျင်းစင်းရှိပဲအမှအဲ့လမ်းမှာကျင်းစင်းပေါက်လို့ဖြစ်မယ်ကျင်းစင်းပေါက်လို့ရောက်လာတော့ဖြစ်မယ်ဆိုကျင်းစင်းသွားချင်တော့သူကအဲ့ပြောက်သွားလို့အမားရောကိုရီရောအားလုံးလိုက်လာပြီးတော့အဲ့ဒီသူဘယ်မှာပြောက်ဆိုဒီနာလေးဖြတ်တဲ့ချိန်မှာပြောက်ဆိုတဲ့နေရာဒီမှာသူကျင်းစင်းရှာကြတယ်အော်ကျင်းစင်းဒီမှာရှိမယ်ဒီတော့ကိုကြီးတဲ့ကျင်းစင်းသူတို့ကြည့်လို့တော့ငါတန်းလောက်ရအောင်နော်သူတို့3သိန်းသူတို့ကိုရီးယားတွေကသူတို့အဆူရှိတယ်ပေါ့နော်ကျင်းစင်းအပိတပင်သူတို့ကြည့်လို့ရှိရင်အမြင့်ပေါ့ကျင်းစင်းအမြင့်တပင်သူတို့ကြည့်လို့ရှိရင်လက်ပေါင်း300ကျော်တဲ့ကျင်းစင်းဆိုရင်ဒေါ်လာ4သိန်းလောက်ရတန်တယ်4သိန်း5သိန်းတန်တယ်ဆိုတော့အဲ့ဒါကိုရှာနေကြတင်းရုပ်ဆရာအိမ်ပြင်မဲ့သွားပြီးတော့ခမရတို့ဘာရှာကြတယ်လဲလို့သူတို့တာပြီးတော့သူကအော်အင်ရှင်ကျွန်တော်အထင်မလွဲပါနဲ့ကျွန်တော်နော်ခမရအင်ရှင်ကကျွန်တော်ညီမလေးကဖြတ်တန်းလာတဲ့ချိန်မှာယောဂတီဗီပြောက်သွားလို့နော်ဒီတီဗီတော့ပျောက်စင်တဲ့ကျင်းစင်းရှိမယ်ဆိုပြီးတော့ကျွန်တော်ကကျင်းစင်းရှာလာပါကျွန်တော်တွေ့လို့ရှိရင်ခမရအင်ရှင်ဖြစ်တဲ့အတွက်ကျွန်တော်လက်ဆောင်ပေးမှာပါအလကားမယူပါဘူးဘာရသူတို့ပြောတော့အဲ့ဒီဥစ္စာတွေဟုတ်လားဟုတ်တယ်ခင်ဗျားတို့မရှာနေတော့တွေ့မှာမဟုတ်ဘူးဘာဖြစ်လို့လဲလို့ပြီးတော့အဲ့ဒီချင်းစင်းဟာမြင်ကြည့်အောင်မှမရှိဘူးအပေါ်မှာရှိတယ်ကျွန်တော်ရှိတဲ့နေရာသိတယ်ကျွန်တော်ကအဲ့ဒီချင်းစင်းကိုရှိတဲ့နေရာသိတယ်ခင်ဗျားတို့ကျွန်တော်ပြီးမယ်ခင်ဗျားတို့မရှာနေတော့ဘယ်မှမခံနေတော့မြင်ကြည့်မှမရှိဘူးကျွန်တော်ရှိတဲ့နေရာခင်ဗျားကအလကားပေးမယ်အဲ့ဒီဥစ္စာအဲ့ဒီချင်းစင်းကိုအလကားပေးတယ်ဖျားသခင်နမတော်လကားပြီးတဲ့ကျင့်စဉ်အကောင်းဆုံးသောကျင့်စဉ်နော်တီဗီအားလုံးပြောက်စင်တဲ့ကျင့်စဉ်ကျွန်တော်မှရှိတယ်ခင်ဗျားလက်ဆောင်ပေးမယ်ဆိုတော့ဖျားသခင်စီမှာရှိတယ်ကျွန်တော်အဲ့ဒီဟာကိုသူ့ကိုပေးလိုက်တာခင်ဗျားယူအဲ့ဒီမိသားစုလုံးခရီးဖြစ်သွားတယ်ကျင့်စဉ်လကားပြီးတဲ့ခရီးဖြစ်သွားတယ်ရှင်ကြီးကျွန်တော်ကျမ်းစာအဲ့လိုသဘောမပေါက်တဲ့အတွက်နော်ဒုက္ခရောက်တဲ့ရစ်တွေပြန်စဉ်းစားကြည့်ကျွန်တော်ဆိုရင်ဒီနေ့စေကိုပြန်စဉ်းစားကြည့်တော့အမောင်ထုထဲမှာဖြတ်သန်းပြီးတော့အဖေမရှိတဲ့မိဘမျိုးဖြစ်သွားတော့ဖယားသားဖြစ်ပြီးတော့ဖယားခင်တကူမတုံးတဲ့ဘဝဒီစက်အဲ့ဒီလင်းကြတဲ့ကြောင်တာအတူထိပြီးတော့ချစ်ချင်းမဲ့ဆာကြောင့်ရန်စိတ်ဝင်လာဒါပါလေလို့ပြီးတော့သူကဖယားဒီကျန်းစာ
ဘာသာရေးစာအုပ်မဟုတ်ဘူးဖျားသခင်ကသူ့သားသမီးတွေကိုလိုက်ရှာတဲ့စာဖျားသခင်ကလူသားတွေကိုဖန်ဆင်းတယ်လူသားတွေဖန်ဆင်းတာပူလေမလားယောဂပြောက်တာပူလေမလားဖန်ဆင်းပြီးသားယောဂကိုပျောက်ခိုင်းတာပူလေမလားဖန်ဆင်းတာပူလေမလားစကွဲလို့တာပူလေမလားပြင်တာပူလေမလားကျွန်တော်ကပြင်တာခုနကျန်းစာဖတ်ဖို့စံပါလေဒီမှာတဲ့ခန်းကြီးလေးရဲ့တက်ကနေပြီးတော့ခန်းရှိတီဖတ်ကြည့်သေးလားဖတ်တယ်လို့ရှိလားဒီမှာတဲ့ခန်းကြီးလေးရဲ့တက်ကနေပြီးတော့ခန်းကြီးရှိနေဘယ်လောက်ထိလဲမလဲခန်းရှိရင်ဘယ်လောက်ရှိလဲခန်းရှိရင်အရင်ဘယ်လောက်ထိလဲမလဲ34ထိလားအရင်20ထိဖိုင်တော့မလဲတော့နော်20ထိဖိုင်တော့မလဲတော့20ထိအဲ့ဒီမှာကောင်းကင်ဘုံနဲ့ကောင်းကင်နိုင်ငံတော်ဆိုတာခွဲပြီးတော့တွေ့တာရှိလားကောင်းကင်ဘုံပဲတစ်ခါတွေ့ပြီးတော့ကောင်းကင်နိုင်ငံတော်ပဲတစ်ခါတွေ့ရဆိုတာမှတ်ထားရရှိလားကောင်းကင်ဘုံပဲတစ်ချိန်လောက်တွေ့ပြီးတော့ကောင်းကင်နိုင်ငံတော်ပဲတစ်ချိန်လောက်တွေ့ရဆိုမှတ်ထားရရှိလားမှတ်ထားလိုက်တာကောင်းကင်ဘုံကောင်းတဲ့ရေးရအောင်နော်ရေးရအောင်ရှိမတဲ့ခန်းကြီးငါအငယ်စနေခန်းကြီးလေးရတဲ့ကရှမ်းတော့ခန်းကြီးငါအငယ်စနေမှာရှိရင်စနေလေးချီမှာရှိမတဲ့ခန်းကြီးငါအငယ်စနေမှာတခါနော်ကောင်းကို34မှာဒုတိယချိန်နောက်ရော54မှာတတိယချိန်55မှာဒုတိယချိန်ကောင်းကင်ဘုံနဲ့ပတ်သက်ပြီးတော့တွေ့လာ50တစ်ခါ30နှစ်ခါ40လား45လေးချိန်နော်48ငါပဲလား48တစ်ချိန်ငါ48မှာ5ချိန်တော့နော်6 9ကောင်း6ခန်းကြီး6နဲ့9ရဲ့9မှာ6ချိန်64မှာ60ဘလောက်20မှာ7ကြိမ်26မှာ9ကြိမ်630မှာ10ကြိမ်7မှာ7ကြိမ်ဆက်တဲ့နောက်တွေ့ရတယ်နော်ကောင်းကင်နိုင်ငံတော့ကြတော့40ခွန်ကောင်းတယ်တော့လေးကိုလေးလာထိုင်နော်40ခွန်မှာ40မှာပါလား40ခွန်43ကောင်းကင်နိုင်ငံမှာ50ပြီးတော့53မှာဟုတ်ပြီ3ကြိမ်50ဟုတ်ပြီ50မှာ4ကြိမ်59ကောင်းကင်နိုင်ငံ59လား58မရှိဘူး58မှာကျော်သွားလမ်းပြီးဒီမှာကျတဲ့မှာ59ပါနော်59ကောင်းကင်နိုင်ငံ59မှာ5ကြိမ်59နဲ့တင်ပါလား50မှာ59မှာရေးတင်ပါလားဟုတ်ပါတယ်50 A နဲ့ A မှာတစ်ခုပါတယ် B မှာတစ်ခုပါတယ်50မှာလား59မှာပါတယ်20မှာပြန်ပါတယ်50မှာနောက်ပြီးတော့20မှာခံပါလား25မှာ
se kuma yau da ce shi la na se kuma na se ma to te ma ba na se kuma na te ba la te to te okay so na se kuma na te so na se kuma be na te so chao pi mo no na se ma te so ko ne okay now you know 60မှာလား60မှာ10ကျိန်းနောက်ပြီးတော့633မှာ9ကျိန်းဟုတ်ပြီ27မှာ10ကျိန်းဟုတ်ပြီကောင်းတယ်87မှာ17ကျိန်း87ကျတော့နိုင်ငံတော်ပါတယ်ဒါမဲ့နိုင်ငံသားလို့ပြောတာနိုင်ငံတော်သားတဲ့ဟုတ်ပြီနိုင်ငံတော်သားနိုင်ငံတော်ထဲမှာနိုင်ငံတော်သားတွေပါတယ်အဲ့ရတယ်နိုင်ငံတော်သားကချက်ခဲ့ရအောင်မပြီးသေးဘူးဆိုတော့နော်နိုင်ငံတော်သားကိုမပြောသေးဘူးဆိုတော့နားထားရအောင်နော်ဆိုတော့76ပါနော်ကောင်းကင်ဘုံနဲ့76ပါတယ်နိုင်ငံတော်76ပါတယ်သူတို့တည်ရတော့ကြတယ်ဆိုတော့ဒီတော့ဆိုတော့အဲ့ဒီအောင်ဖတ်တဲ့ခါမှာအခုဒီပုံစံတိုင်းဆိုရင်ဒီနေ့ကျွန်တော်တို့မရှိတဲ့အချိန်မှာဖတ်တဲ့ဂျမ်ပိုက်ကဒီပုံစံတိုင်းဆိုရင်မှတွေ့ရတယ်ဆိုတော့တော်တော်ဖတ်တယ်လို့ကျွန်တော်တို့ခံမှန်းလို့ရတယ်ကျွန်တော်ကဒီမှာနေပြီးတော့အနိကမလိလာပေမဲ့တော်တော်ဖတ်တယ်လို့ခံမှန်းလို့ရတယ်ဒီလိုမျိုးဟိုတော့ဖတ်ဘူးတလားမဖတ်ဘူးဟိုမှာဖတ်ဘူးလေဆိုလို့ရှိရင်လက်ထောင်ပေးပါလားဟိုတော့အဲ့လောက်ထိဒီမှာမဖတ်ဘူးဆိုလို့ဟုတ်ပြီဟိုတော့ဖတ်ပြီးပြီပဲဆိုလို့ထောင်ပြပါဦးဒီမှာ7ကျိန်ရှိဆိုတာသိတယ်ဆိုလို့ဒီရှင်မတဲ့ခိုင်းလေးရဲ့လေးငယ်တိတ်ကနေပြီးတော့ရှင်မတဲ့ခိုင်းရှိပြီးမှနိုင်ငံတော်နဲ့ပေါင်းနေမှုဆိုပြီးတော့ဒီလိုခွဲပြီးတော့ရှိရအောင်ဘုရောဖတ်ခဲ့လို့ဆိုလို့ဖတ်ဘူးပြီးသားရှိတယ်ဒီနေ့မှဖတ်တယ်တော့ဟုတ်ပြီဝန်တာလေဒီတော့ဖတ်လို့ဆိုအောင်ဆရာကောင်းတယ်ချိန်တိုင်းပေးရမယ့်ဟာကိုကိုချင်းလူတွေမှာအများကြီးထောက်ခွင့်ရတယ်ဆိုတော့အဲ့ဒီတစ်ခုသွားကြည့်တော့ကောင်းကင်ဘုံနဲ့ကောင်းကင်နိုင်ငံတော့သွားဖတ်တဲ့ခါမှာဒီမနေ့ကျွန်တော်ပြောတာနည်းနည်းလေးအချိန်တူတူလေးတွေမှာနည်းနည်းလေးပြောလိုက်တဲ့ဟာကကောင်းကင်ဘုံနဲ့ပတ်သက်လာရင်ဘယ်လိုဘာကိုပြောတယ်လဲကောင်းကင်နိုင်ငံနဲ့ပတ်သက်လာဘာကိုပြောတယ်ဆိုတော့ဒီမနေ့ပြောမိတာရှိတယ်အဲ့ဒါကိုဒီညဖတ်ပြီးတဲ့နောက်မှာအဲ့ဒီကျွန်တော်ပြောတဲ့ဟာကိုတွားမြင်နေလို့ရှိလားကောင်းကင်ဘုံဆိုရင်ဘာဘယ်လိုမျိုးကောင်းကင်နိုင်ငံတော်ဆိုဘယ်လိုမျိုးဆိုတာတွားမြင်နေလို့ရှိလားကောင်းကင်ဘုံစင်ပါပါကိုပြောလာတယ်ကောင်းကင်ဘုံဆိုရင်ဘာကြောင့်ပြောလဲကောင်းကင်နိုင်ငံတော်ဆိုရင်တိတ်ကောင်းတယ်ကိုကျွန်တော်ပြောကြည့်မယ်နော်ဒီလိုဖြစ်နိုင်မလားကောင်းကင်ဘုံဆိုရင်တည်ပြီးမှရောက်မယ့်နေရာကိုပြောတယ်အဲ့ဒီမျိုးဖြစ်နိုင်လားအသက်ရှင်နေမှာရောက်တဲ့နေရာကိုမပြောဘူးအဲ့ဒီလိုဖြစ်နိုင်လားဟလာကောင်းကင်ဘုံဆိုရင်သူအခုဒီမှာဆိုတော့များသောအားဖြင့်သူပြောလို့ရှိရင်လေခုဒီကျမ်းပတ်သူပြောလို့ရှိရင်ပြန်ဖတ်ကြည့်လို့မလို့တွေ့မယ်ဆိုတော့ကျွန်တော်တို့ကဂတိပေးတဲ့စကားလုံးတွေအများကြီးထည့်ပေးထားတယ်။မာပြီးမယ်ဗာရမယ်ဆိုမျိုးတော့ဂတိတော်စကားဆိုတော့ကျမ်းစာကျွန်တော်ကျမ်းစာဟာဂတိတော်နဲ့ပြည့်စုံတဲ့ကျမ်းစာဖြစ်တယ်။ဂတိပဲနဲ့ပြီးတာကငါစကားကိုနားထောင်ရင်မှဆိုတော့မိဘကသားသမီးကိုဂတိမပေးဘူးဆိုရင်သားသမီးမလုပ်တတ်ဘူး။ဒီနေ့သားသမီးကိုကြည့်ဂတိအများကြီးမပေးထားသားသမီးမလုပ်တတ်ဘူး။ဂတိအများကြီးပေးထားသားသမီးလုပ်တတ်တယ်ဆိုတော့တာလေးတန်းအောင်ရင်နိုင်ဝယ်ပြီးမယ်။အဲ့လိုမျိုးဂတိပေးထားရင်အဲ့ဒါစာတော်ပြီ။ဒါပေမဲ့နေရတော့ဘယ်တော့မှအောင်မှာမဟုတ်ဘူးဆွဲပြီးတော့ဘယ်တော့မတော်တော့ဘူး။ကျွန်တော်အခုတော်တဲ့နေရာကြီးချင်းပြည်နယ်နဲ့မြန်မာနိုင်ငံလွှတ်တော်ခရီးသွားတဲ့အခါမှာယုံကြည်သူသားသမီးတွေဒါပြီးတော့စကားပြောပြီးတော့လေးလာကြည့်တဲ့အခါမှာမိဘတွေနဲ့သားသမီးတွေသူတို့သားသမီးတွေကိုပြုစုပြောထောင်တဲ့နေရာမှာသူချုပ်မိဘတွေသားသမီးတွေကိုဂတိပေးတာဒါနဲ့တော်တော်နေတယ်
ngã ta bắt mà đã ông này về bên mẹ đứa dia đã ông và anh về bên mẹ rồi bây giờ mà đã ông let's so về bên mẹ nào rồi con đã ông cả sẽ bên về bên mẹ sẽ đã ông rồi về bên mẹ sẽ đã ông rồi yang bố mẹ rồi cái đi bên rồi nè cái đi nè ta đi video sẽ khó được rồi nè thì lúc mà hôm nay nên sắm chuyện mà ta đâu mà nó chịu rồi chính xác bây giờ sẽ khó được làm nhà này hay ông nên sắm chuyện là khuyaဖြစ်chừng là nó nên sắm chuyện khuyaဖြစ်mà nó rồiဖြစ်chừngဖြစ်gì rồi nênဖြစ်mấy lúc nên cho nó sạc qua mà nên khuyaဖြစ်chừng này nó rồi ta đi video cái đi nè một sẽ khó bên nè và lẽ tin dạy tin là nhà này nhưng mà này mà lý cho nó to lên nhà mà rồi đi luôn cho nó dùng gì tụi mình bảo là ta đi video cái đi rồi nè mà sẽ khó bên nè cho nó rồi vứt đi ăn được khu này tin dạy tin này khám ta đi video sản xuất trên cái gì rồi thôn bảo trên cái gì rồi ông mình trên cái gì rồi rồi mình bảo cả ta đi video làm phim bị đấy làm trong đã trên này làm trong đã này số đó ngã ta nên sản đổi nó ngã này về bên mẹ này cả mà bắt mà ya nó công sao về bên mẹ đôi dia ya khai nhận về bên mẹ cái đó tắt dia ya lý yang ai là về rồi gì nó ngã sản xuất biểu biểu rồi nào bây giờ thì ta nhà mà sa chính hi đi luôn này chỉ đi luôn chín nhau này đông này chỉ luôn chín nhau rồi cái đi rồi ta đi luôn motivation lúc nào nó chú nhớ cô tu mi mong thu biểu rồi sẽ khó được đàn này tôi nói bảo rằng ngã ta nên sắm gì khuyết phim này nó nên sắm gì đôi yang hậu nên sắm gì bên nhà đâm hậu nên từng cái chuyện điều gì hulu nên bao nhiêu nên nó tao làm saoဖြစ်đó mẹ nên hulu nên bao khuyếtဖြစ်đó mẹ nó đi luôn nên bao nhiêu nó tôi đâm hậu xong rồi tôi đi chính xác đấy tình trái đó đông nàoတွေ့ရတယ်အဲ့ဒါကမှပြောဆိုပတ်သားရေးတွေ့ခုမှတော့ပါလားကျွန်တော်ကျမ်းစာမှာဖတ်တဲ့ခရိယန်တွေကသာသမီတွေကိုလေငရဲရောက်မယ်ဆိုချင်းချောက်တယ်နေငရဲရောက်မှာနော်ဘိုးတော်တော်ဆိုရင်နေငရဲကြီးမှာနော်ဆိုတော့ငရဲကြီးတဲ့လူချင်းချောက်တယ်နေငရဲကြီးမှာနော်အပင်ငရဲရောက်မှာနော်ငရဲအချောက်ထက်ကိုဆင်းမှာနော်နေဒီလိုလုပ်ရင်ငရဲကြီးမှာနော်ငရဲနဲ့ချင်းချောက်ပြီးတော့နောက်ပြီးဘာလို့လဲကုတုဘက်ကနေပြီးတော့သူကပြန်ပြီးတော့ကုတုနဲ့သူကဗါလဲပြန်ကျိုးတယ်အဲ့တော့လူတွေကကုတုနဲ့ပြန်ကျိုးတဲ့အခါမှာမတူတတ်တော့ဘူးအဲဆိုကုတုဆိုတဲ့တစ်ခုတည်းနဲ့ဘယ်လိုမှမတူတတ်နိုင်ဘူးအဲဆိုသူ့ရဲ့ကုတုမှာကျွန်တော်တို့အဆင့်အများကြီးရှိနေတယ်ကုတုရတဲ့အခါမှာဆိုတော့ဆီယံဝင်ရတဲ့ကုတုနဲ့တမျက်စီစီတဲ့တမျက်စီတဲ့လူဖြစ်တဲ့ကုတုကမတူဘူးလေနော်နောက်တမရဖြစ်တဲ့ကုတုနဲ့ကာသမဖြစ်တဲ့ကုတုကမတူဘူးလေဆိုတော့ကုတုဆိုတဲ့ခုတဲ့စလုံးကျွန်တော်ခေါ်တော့အမရမအဲ့လိုစတုံးတော့စကလုံးမတုံးပြီးတော့အပိုင်းအစစ်စစ်ကိုတော့မခွဲစိတ်မချမ်းမစိတ်ဖြာပေးလိုက်တဲ့ခါမှာတာသမီရမတူတတ်တော့ဘူးဒါဘယ်နဲ့တော့တွေ့နေလဲဆိုတော့ဒီကျန်းစာမဖတ်တဲ့လူတွေရဲ့ဘာသာရေးတွေးခေါ်နေတဲ့အဲ့ဒီစကုန်းတွေအများကြီးလာတယ်မရဲနဲ့ချင်းချောက်တယ်ကောင်းကင်နဲ့ဂျိုးဆူတယ်မရဲနဲ့ချင်းချောက်တယ်နောက်နိဗ္ဗာန်နဲ့ဂျိုးဆူတယ်ဆိုတာမျိုးကဖြတ်လန်းခရီးစီတာနဲ့တော့လူပြောင်းမရဲနဲ့ကောင်းကင်ရောက်ပြီးတော့ဆိုတော့အစစ်စစ်အများကြီးကြံခဲ့တာပေါ့ဆိုဒီကျမ်းပိုက်ကိုကြည့်တဲ့ခါမှာတွေ့တော့တကယ်ခရစ်တော်ကျွန်တော်အဲ့လိုမလုပ်ဘူးသူစကားကိုနားထောင်တယ်လို့သူချင်းချောင်းတယ်နောက်သူစကားကိုနားမထောင်ရင်နားထောင်တယ်လို့နားမထောင်တော့မရဲရလို့သူမပြောဘူးနားမထောင်တယ်လို့သူအပေခါမယ်ကျွန်တော်ကအပေခါတယ်လို့ပြောလို့မရဲနင်းကခါလို့ချင်းချောင်းပြီးတော့နိဗ္ဗာန်နဲ့နင်းကဆွေးခေါ်တယ်သူကသူစကားကိုနားထောင်တယ်မထောင်ဘူးဆိုတဲ့စကားလုံးနဲ့ဂတိတော်မျိုးသူကကျွန်တော်တို့ကံခံပြီးတော့ဆိုကျွန်တော်ဒီကျမ်းစာကိုကြည့်တဲ့အခါမှာဒီကျမ်းစာတဲ့တော့ဘုရားခင်ပြနှုတ်ကပတ်တော်ဟာဂတိတော်ပေါင်းထောင်ပေါင်းများစွာနဲ့ကျွန်တော်တို့ဘုရားခင်ပြီးတော့ဆွဲခေါ်ထားတာမျောလင့်ခြင်းဟုတ်လို့ခေါ်တယ်မျောလင့်ခြင်းပေးထားတယ်မေတ္တာလို့ခေါ်တယ်ကျွန်တော်ရဲ့အငတ်ပြေခြင်းနဲ့ဆွဲခေါ်ထားတယ်နောက်ခွင့်လွှတ်ခြင်းလို့ခေါ်တယ်ကျွန်တော်တို့ဘယ်တော့မှလူရပြစ်တင်လို့မရတဲ့ခွင့်လွှတ်ခြင်းတို့ဆွဲခေါ်ထားတယ်။ဒီလူတွေချင်းပြစ်တင်တော်လည်းပဲခရစ်တော်ကပြစ်မတင်ဘူး။သူကဘယ်လောက်မှကျွန်တော်အားနေပါစေသူကဆွဲခေါ်ဖို့စဉ်းစားရှိတယ်။ခွင့်လွှတ်ဖို့စဉ်းစားရှိတယ်။နောက်ဒီလူတွေကမေတ္တာတအားငတ်တဲ့ချိန်မှာမေတ္တာခေါင်းပါတဲ့ချိန်မှာခရစ်တော်မေတ္တာအရှံပဲပေးဖို့သူကစဉ်းစားဆောင်နေတယ်။ကျွန်တော်တို့သားတဲ့ချင်းစကားပြောမေတ္တာငတ်လိုက်ကလို့မပြောဘူးနော်။မေတ္တာခေါင်းပါလိုက်တာလို့ပြောရတယ်။ရမမစင်ကမေတ္တာခေါင်းပါလိုက်တာလူတွေကိုပြောမေတ္တာခေါင်းပါလို့ဆိုတော့သုံးတယ်ငတ်တယ်လို့မပြောဘူးတကယ်တမ်းကျမ်းစာခေါင်းပါလို့ပြောငတ်တယ်တ
တင်တော့မြစ်တာငတ်တယ်ငါစီလာပါတဲ့အခမဲ့မြစ်တာကျွေးမယ်ဆိုတော့နိုင်ငံဒီကျမ်းစာမှာသူကနိုင်ငံတော်နဲ့ကောင်းကင်နိုင်ငံတော်ကြောင့်သူပြောပြီးဆိုရင်သူမြစ်တာငတ်တဲ့လူတွေကိုသူကဆွဲခေါ်တယ်ဝန်လေးပင်ပေါ်တော်သူတွေကိုစိတ်ခေါ်တယ်ဆိုတော့ဝန်လေးပင်မတော်သူအပေါင်းတို့ငါထံတို့လာကြလို့ဆိုတော့နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ပြောရစကားဝန်လေးပင်မတော်သူအပေါင်းတို့ငါထံတို့လာကြလို့ဆိုတော့သူပြောချင်တာကလာတည်ကြလို့ပြောချင်တာမဟုတ်ကဲတင်ချင်းရကြလို့ပြောချင်တာအဲ့တော့နိုင်ငံတော်တရင်ကောင်းပေါ့နိုင်ငံတော်တရင်ကောင်းဆိုတော့ဘာလဲဆိုတော့ဝန်လေး၍ပင်မတော်သူအပေါင်းတို့ငါထံတို့လာကြလို့သူပြောတာဟာလာတည်ကြလို့ပြောချင်တာမဟုတ်ဘူးအသက်ရှင်လျက်နဲ့ကဲတင်ချင်းလာရအောင်လို့ပြောချင်တာငါဒီချမ်းသာပေးလို့ဆိုတော့ကောင်းကင်ပို့မယ်လို့ပြောချင်တာမဟုတ်ဘူးအသက်ရှင်တဲ့ချိန်မှာသူကချမ်းသာပေးမှာဒါပေမဲ့ကောင်းကင်ဘုံနဲ့ပတ်သက်လာရင်တော့တည်တဲ့ခါမှာရောက်မယ့်နေရာတော့ပြောတယ်ဆိုတော့တင်တော့ငါစကားကိုနားထောင်ပြီးတော့ငါစကားကိုနားထောင်ပြီးတော့ဘုံတော်ထင်ရှားခိုင်းနေဆိုရင်တည်တဲ့ခါမှာလည်းကောင်းကင်ဘုံမှာသူကအဲ့ဒီလိုကြတော့ reward ပေးမယ် reward ဆိုပါလေမြန်မာလိုဘာသာပြန်မယ်ဆိုရင် reward ဆိုတာနာခံတဲ့တွေ့သူကဘာလဲချီးမြှောက်တယ်လို့ reward ဆိုချီးမြှောက်ခြင်းပေါ့ချီးမြှောက်မယ်ဒီနေ့ကျွန်တော်ချင်းစကားနဲ့ဗမာစကားကြတော့အဲ့ဒီလို reward လို့ခရစ်တော်ပြောတဲ့စကားကိုဘာသာပြန်တဲ့အခါမှာချင်းလို့လက်ဆောင်လို့ဘာသာပြန်တယ်အဲ့ဒါလက်ဆောင်တော့မဟုတ်ဘူး reward ဆိုတာလက်ဆောင်မဟုတ်လက်ဆောင်ဆိုတာ gift လို့ခေါ်တယ် so လက်ပြန်တယ်မှာပေါ့နော်ကျွန်တော်ကျမ်းစာမှာပြတဲ့ခရစ်တော်ကကောင်းကင်နိုင်ငံတော်နဲ့စကားပြောပြီးတော့ကောင်းကင်ဘုံနဲ့ပြောလာပြီဆိုရင်ကောင်းကင်နိုင်ငံတော်မှာသူကလက်ဆောင်တွေအများကြီးပြောတယ်ကောင်းကင်ဘုံနဲ့ပတ်သက်လာရင်လက်ဆောင်ကြောင့်မပြောတော့ဘူး reward ကြောင့်မပြောတော့ဘူးကောင်းကင်ဘုံနဲ့ပတ်သက်ရင် reward ကောင်းကင်နိုင်ငံတော်နဲ့ပတ်သက်ရင်လက်ဆောင်ကျွန်တော်တို့ကြတော့လက်ဆောင်ကိုကောင်းကင်ဘုံမှာတွားရမယ်လို့တော့ကျမ်းစာကျွန်တော်မပတ်ဘူးတော့ကောင်းကင်ဘုံမှာဘာလက်ဆောင်မှမရှိဘူးသူက reward ပဲရှိတယ်နိုင်ငံတော်မှာသူပေးတဲ့လက်ဆောင်တွေအတုံးချက်တဲ့လူတွေကကောင်းကင်ဘုံမှာ reward ရမယ်တဘောတရားတော့ကျွန်တော်ကအရင်စိုက်ပေးတာပေါ့နော်အရင်ကိုဆရာကငါသိပေးရဆရာဆရာသိပေးတော့15သိပေးတယ်ဆိုတော့သူတို့တုံးခိုင်းတယ်နောက်တစ်နှစ်ကျမှသူတို့တုံးလာပြီနောက်တစ်နှစ်ကျမှသူကငါသိလို့ပြောတာ10သိရသွားတယ်ဟိုက10သိပြီးလို့သိ20ရတယ်ဟိုက15သိ30ရလာပြီးတယ်ဆိုတော့သူတို့နာခံတဲ့တွေ့ reward ပေးတယ် reward ဆိုတာဘာလဲသူတို့နာခံတဲ့တွေ့နာခံတဲ့အကျိုးမြတ်ကို reward လို့ခေါ်တယ်အဲ့ဒါအင်္ဂလိပ်လို reward တဲ့နောက်ပြီးတော့ဒုတိယအချက်က price ဆိုတာရှိတယ် price ဆိုတာကြတော့စုပေါ့စုဆိုတာနာခံတဲ့ကြီးမဟုတ်ဘူးသူကကြိုးစားအားထုတ်တဲ့ကြီး price ဆိုတော့ကြိုးစားအားထုတ်ပြီးတော့နာခံတဲ့ price နောက်ပြီးတော့အဲ့လို gift ဆိုတာရှိတယ် gift ဆိုတာကြတော့လက်ဆောင်ပေါ့ gift ကြတော့နာခံကြီးလည်းမဟုတ်ဘူးကြိုးစားအားထုတ်တဲ့ကြီးလည်းမဟုတ်ဘူးဖယားသခင်တို့လက်ဆောင်ဖြစ်နေပြီးထားတဲ့ဟာ gift နဲ့ပြန်တော့တင်မှာပေါ့ဆိုတော့ gift ဆိုတာလက်ဆောင် gift ဆိုတာလည်းထာဝရအသက်ကိုလက်ဆောင်ပေးတယ်ကျွန်တော်သခင်ခရစ်တော်ဘုရားကလက်ဆောင်ပေးတယ်ကျွန်တော်ဖယားသခင်ကျွန်တော်ခရစ်တော်ကိုလည်းပေးတယ်လက်ဆောင်ဖြစ်နေနောက်ထာဝရအသက်ကိုလည်းလက်ဆောင်ဖြစ်နေပေးတယ်တန်ရှင်းသောဝိညာဉ်ကိုလည်းလက်ဆောင်ဖြစ်နေပေးတယ်ကျွန်တော်မတတ်နိုင်တော့ရတဲ့အားလုံးဘုရားကလက်ဆောင်ဖြစ်နေပေးထားတယ်လူသားများမတတ်နိုင်တော့သခင်ခရစ်တော်ကိုလက်ဆောင်ဖြစ်နေပေးတယ်လူသားများမတတ်နိုင်တဲ့ထာဝရအသက်ကိုလက်ဆောင်ဖြစ်နေပေးတယ်လူသားများမတတ်နိုင်တဲ့တန်ရှင်းသောဝိညာဉ်တော်လက်ဆောင်ဖြစ်နေပေးတယ်လူသားများမတတ်နိုင်တဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ဆုကျေးဇူးတွေကိုလည်းလက်ဆောင်ဖြစ်နေပေးတယ်အဲ့ဒါလက်ဆောင်ဒါနိုင်ငံတော်မှာလာပေးတာနိုင်ငံတော်ဝင်တဲ့လူတွေပေါ့ကတင်ချရလူကိုပေးတာနောက်ပြီးတော့ price ကြတော့အမှုတော်ဆောင်လုပ်ငန်းတွေမှာညနာခံတဲ့လူတွေကိုပေးတာစုပေါ့အခုကျွန်တော်ပြောတဲ့ reward ကြတော့နိုင်ငံတော်မှာသူပေးတဲ့စုကျေးဇူးစုတွေကိုနိုင်ငံတော်ရဲ့ဝိညာဉ်တော်စုကျေးဇူးတွေဝိညာဉ်တော်တွေနောက်ထာဝရတိတ်လို့ကျွန်တော်တို့ပြောနာခံတဲ့ဟာကိုကောင်းကင်ဘုံမှာသူကချီးနှောက်မှာအဲ့ဒါ reward အဲ့လို၃မျိုးနဲ့လာတာပေါ့ကျွန်တော်ချင်းလို့ကြတဲ့၃ခုကိုကျွန်တော်ချင်းလို့ဘာသာပြန်တဲ့ခါမှာတော့ reward ကိုလည်းလက်ဆောင်လို့ပြန်တယ် price ကိုလည်းလက်ဆောင်လို့ပြန်တယ် gift ကိုလည်းလက်ဆောင်လို့ပြန်တော့ကျွန်တော်ချင်းလို့ကြတဲ့လည်းခက်သွားတယ်ဆိုတော့ကျွန်တော်ဒီမှာတော့ခဏနေနိုင်ငံရောက်တဲ့အတွက်ချင်းချမ်းစာအုပ်ကိုမသုံးမနဲ့အင်္ဂလိပ်လိုသုံးလို့ရတယ်ဆိုတော့ပြဿနာမရှိတော့ဘူးကျွန်တော်ချင်းအောင်တိုင်းတော့ပြဿနာတအားကြီးသွားတယ်သူတို့၃ခုစလုံးလက်ဆောင်ဆိုတော့ဘလို့မှလုပ်လို့မရတော့ဘလို့မှလုပ်လို့မရတော့ဘာလို့ဆိုတော့
ဒီမှာဆိုရင်အလုပ်လုပ်တဲ့လူတွေအများကြီးဒီမှာလုပ်ငန်းခွင်မှာဝင်တဲ့လူတွေအများကြီးအလုပ်လုပ်တဲ့ခါမှာလက်ဆောင်ပဲလေခရစ်စမတ်နေ့မှာပြီးမှာပေါ့အဲ့ဒါလက်ဆောင်ပဲနောက်ပြီးစုပဲလေကျိုးစားအထောက်အကူစုပေးမှာပေါ့နောက်ပြီးတော့ခုနကလေဝတ်ကြတယ်မဟုတ်အလုပ်လုပ်တဲ့ခါမှာကိုယ့်ရဲ့အလုပ်ရှင်ကိုတားနာခံတဲ့လူကအလူလိုမျက်နှာตาရတယ်အဲ့ဒါ reward လို့ခေါ်တယ်မျက်နှာตาရတဲ့ဟာ reward လက်ဆောင်ဖြစ်နိုင်ဘူးနော်ကိုယ့်ရဲ့ boss ကိုမျက်နှာခံပြီးတော့နာခံတဲ့လူတော့ boss ကလည်းပြီးတော့မျက်စိနဲ့မြင်နေကြည့်မှာပဲကျွန်တော်နော်ဝေးမှာအဲ့ဒီတင်တန်းပြီးတော့နော်ဝေးကကျွန်တော်တို့မြန်မာနိုင်ငံနော်ဝေးရောက်သွားတဲ့ဆရာပြောတဲ့တိခါနေကျွန်တော်အလုပ်လုပ်တဲ့နေရာမှာကျွန်တော်အလုပ်လုပ်တဲ့လူတွေအများကြီးရှိတယ်အင်္ဂလိပ်တွေလည်းလုပ်တယ်နော်ဝေးတွေလည်းလုပ်တယ်စကန်ဒီနေဗီးယားတွေလည်းလုပ်တယ်နောက်မလို့အာဖရိကတွေလည်းလုပ်တယ်အာရှတိုင်းတွေလည်းလုပ်ကြတယ်ကျွန်တော်လည်းပါတယ်ကျန်တဲ့လူတွေအားလုံးကခရစ်ယာန်မဟုတ်ဘူးပေါ့ယုံကြည်သူမဟုတ်ဘူးပေါ့သူတယောက်လည်းယုံကြည်သူဖြစ်တယ်ယုံကြည်သူဖြစ်တော့သူ့ရဲ့ boss ကနေပြီးတော့တခါလေအခက်ခဲတာအကြုံတဲ့ခါမှာအခုဒီတောင်းတယ်ညနေ4 နာရီဆင်းမဲ့ချိန်မှာမဆင်းမဲ့နဲ့9 နာရီထိအလိုလိုလူရဲ့ချိန်မှာအကူကြီးတောင်းတယ်အကူကြီးတောင်းရင်ကျန်တဲ့လူတွေက4 နာရီမှာဆင်းသွားကြတယ်မကူကြီးချင်ကြဘူးပေါ့သူကတော့အကူကြီးတောင်းတဲ့ကို4 နာရီပြန်ပဲနဲ့ကူကြီးတယ်သူ့ကိုကူကြီးတော့ကျန်တဲ့လူတွေကကျွန်တော်ပြောတယ်ဟဲ့ကောင်မင်းဘာလို့သူ့ကိုကူညီတယ်လဲဆိုတော့ကျွန်တော်သူ့ကိုတနာလို့ကူညီတာမင်းအားလိုက်တာမင်းရဲ့ human right မင်းမသိဘူးလားမင်း4 နာရီပြည့်ပြန်ရမယ်မင်းမှာ human right ရှိတယ်သူရဲ့ boss ကမင်းကိုဘာမှနိုင်ချင်မှန်းမရှိဘူးနော်လုတ်ချုပ်ပိုင်ခွင့်လည်းမရှိဘူးနောက်ပြီးတော့တရားရေးယူပိုင်ခွင့်လည်းမရှိဘူးမင်းကို4 နာရီပြန်တဲ့အတွက်မင်း boss ကအလုပ်ချုပ်ပိုင်ခွင့်လည်းမရှိရေးယူပိုင်ခွင့်လည်းမရှိဘာမှသူ့မှာလုပ်ပိုင်ခွင့်မရှိဘူးမင်းအဲ့ဒါနားမလည်ဘူးလားဆိုနားလည်ပါတယ်ဘာလို့လုပ်လဲဆိုကျွန်တော်သူ့ကိုချစ်လို့တနာလို့မင်းတို့ကိုချစ်လို့မင်းကသူ့ကမင်းကိုမပေးမှာတော့ဘာမှပေးတဲ့ကိစ္စမရှိဘူးအဲ့လိုသူအဲ့လိုပဲအမြဲလုပ်တယ်လုပ်တော့တနည်းနှစ်လောက်ကြာတဲ့ခါမှာတွေ့တယ်ဆိုတော့သူ့ရဲ့ boss ကသူ့ကိုတားစိတ်ဝင်စားတယ်ဆိုအလုပ်လုပ်တဲ့ချိန်မှာသူ့ကိုမြင်နေကြည့်ရပေါ့နောက်ပိုင်းကျတော့ဖြစ်လာတယ်သူ့ boss ကသူ့ပြောတယ်မင်းကငါညီလိုပဲမင်းကငါမြင်နေညီကိုရင်းလိုပဲမြင်မင်းတနေ့လေးမှာမင်းဘဝမပြတ်အောင်ငါတောင်းနေမယ်လို့ပြောတယ်ချီးနှောင်းမှာပေါ့လက်စားတော့မတူဘူးဒါဆိုတို့ရဲ့နိုင်ငံဥပဒေရှိတဲ့အတွက်လက်စားတူပြီးလို့မရဘူးလက်စားမတူဘူးနောက်ပြီးတော့အဲ့လိုကြံတဲ့အတွက်အချိန်ပိုလည်းသူမပေးဘူးဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာသူ့ကိုညီလို့တောင်းနေမယ်လို့ပြောတယ်ညီလို့တောင်းနေမယ်လို့ပြောတယ်တနည်းကြပါဖြတ်ဆိုတော့တွေ့ကိုလာပြီးတော့ကားတစ်စီးယူလာပေးတယ်လေကားတစ်စီးရပေးအဲ့ဒါလက်ဆောင်မဟုတ်ဘူးနော်ဒါမင်းကလက်ဆောင်ပေးတာမဟုတ်ဘူးမင်းကနော်အဖို့စုပေးရတယ်မဟုတ်ဘူးငါညီလို့မင်းကခံယူပြီးတော့ပေးတာဆိုချင်းနှောက်လာတော့ချင်းနှောက်တော့မတိမတန်တဲ့ဆိုတူတဲ့တော့လူရီယာတို့မေးတယ်မင်းဘောဆာမင်းကိုတားဦးစားပေးပါလားမင်းကိုစားပေးတယ်ဆိုမသိဘူးကျွန်တော်လည်း I don't know ကျွန်တော်လည်းမသိဘူးဆိုမင်းကသူ့ဘာလို့သူကဦးစားပေးတယ်မသိဘူးကျွန်တော်လည်းမသိဘူးအဲ့လိုပေါ့ဆိုချင်းမြောက်တယ်ဆိုတာကလူတွေရဲ့ဥပဒေနဲ့သွားတာမဟုတ်ဘူးနှလုံးသားရဲ့မေတ္တာနဲ့သွားတဲ့ခရီးစဉ်ပေါ့အခုသူနိုင်ငံတော်မှာကျွန်တော်တင်ပေးတာအဲ့ဒီနှလုံးသားတင်ပေးတာကိုရောကိုနာခံတယ်ဆိုတာဟာဥပဒေနဲ့နာခံခိုင်းတာမဟုတ်ဘူးသူ့ရဲ့မေတ္တာနဲ့ကျွန်တော်တို့ကားထမ်းတဲ့နိုင်ငံတော်တရင်ကောင်းပေါ့ဆိုတော့အင်ဂျီလာလူရည်တစ်ထပ်ထပ်ပြီးပါဆိုတာဥပဒေနဲ့မဆိုင်ဘူးပါတဲ့ချမ်းရရင်တချမ်းခံပြီးဆိုဥပဒေနဲ့မဆိုင်ဘူးကချင်းရောက်ချင်းနဲ့ကိုဆိုင်ပါဝါပြီးလိုက်တယ်နိုင်ငံတော်ရဲ့တကူသူကပြီးလိုက်တော့တမန်လျှောက်နိုင်နိုင်လျှောက်ပြီးပါဆိုတာသူကဥပဒေနဲ့မဆိုင်ဘူးပြည့်ညက်ကြောင်တင်ပြီးတာမဟုတ်ဘူးစီးပွားရေးအောင်မြင်ရေးတင်ပြီးတာမဟုတ်ဘူးသူကချင်းရောက်တဲ့စကလုံးတွေကမိတ်ဆက်ပြီးတာနိုင်ငံတော်ရဲ့ဖြည့်ဝက်ချက်လို့ခေါ်တယ် the secrets of the knowledge of the kingdom of heaven ကောင်းကင်နိုင်ငံတော်ရဲ့ဖြည့်ဝက်တော်တကူတင်လို့မှာပြီးတယ်ဆိုချင်းရောက်ခြင်းခရစ်စင်အဲကြောင့်ခုနဖတ်ပြီးဆိုတော့အခုအဲ့ဒီဖတ်တဲ့ဟာကိုညညမှာပဲဖြစ်ဖြစ်ကျွန်တော်တို့မနေ့ပြန်ဆက်သွားမယ်ဆိုတော့ကျွန်တော်ခုနတေးဦးဆရာဆရာဘင်ဂျမင်နဲ့ပြောကြည့်တာဘယ်လိုပြောဆိုကျွန်တော်ဒီလိုနော်ဝေးမှာတည်ခံတယ်အမေရိကန်အော်စတြေးလျမှာတည်ခံတယ်ခ
ခုနောက်နိုင်ငံတွေမှာလည်းတည်ခံတယ်ချင်းပြည်နယ်မှာလည်းခံတယ်ရန်ကုန်မှာလည်းတည်ခံတယ်လို့ပြောတော့ဆရာမကြီးများကျွန်တော်မေးတယ်ဘယ်လိုမေးလဲဆိုတော့သူတို့နားလည်နိုင်သလားလို့မေးတော့ကျွန်တော်ပြောတယ်သူတို့ဆန္ဒထောင်တော့နည်းနည်းကြောင်သွားတာပေါ့ဒါပေမဲ့တောင်းရတော့သူတို့နားထောင်ပြီးဆိုတအားနားလည်သွားပြီနားလည်ပြီးသူတို့ကလုံးဝတော့မဆုတ်ချင်တော့ဘူးလို့ကျွန်တော်ပြောတော့ကျွန်တော်တို့သိတော့လည်းမကြမ်းဘူးဆိုရင်တော့သူတို့နားလည်ချင်မှနားလည်ကြတယ်နှစ်ရက်သုံးရက်လောက်တော့စိတ်ရှိရှိနဲ့ဆောင်ပြီးပါကျွန်တော်လည်းအော်ဒါကျွန်တော်အဆင်သင့်ရှိတယ်နော်ဒီရက်သုံးရက်မကောင်းရမုံကျွန်တော်သိတော့ဆိုရင်ခု20တော့ဆောင်ပြီးနော်နှစ်ရက်ဆောင်ပြီးတာလည်းမရလည်းတစ်ပတ်လည်းဆောင်ပြီးတာပဲတစ်နှစ်လည်းဆောင်ပြီးတာပဲ20လည်းဆောင်ပြီးပါမယ်နားမလည်သေးတဲ့ဟာကိုဆောင်ပြီးလို့ရတယ်ဒါပေမဲ့နားလည်လိုက်တော့အញ្ញံဆုံးဆွဲခေါ်ခြင်းလို့နားလည်လို့တော့အញ្ញံဆုံးပတ်ဖို့အောင်နော်ဒီဟာကဘာနဲ့တူလဲဆိုတော့ကျမ်းစာကျွန်တော်ကစိတ်ဝင်တစားလိလာယူနေမရဘူးတန်ရှင်းသောဝိညာဉ်တော်နဲ့ကိုညီမရတယ်ရှင်းပြရလို့ရှိမှရတယ်တခါလေကျွန်တော်ဆံမခါနဲ့မှာဆံမဖြေရခါမှာပေါ့ကိုမကြည့်တဲ့မိခွန်းကြီးကိုသွားဖြေရင်ဘလို့မှမလာမရဘူးလေကိုမကြည့်တဲ့မိခွန်းကြီးကိုဖြေတော့ဘလို့မှမရဘူးဖြေဖြန်းကြည့်မယ်ဆိုရင်လည်းဘလို့မှဖြေချင်လို့မရဘူးလေနော်ဒါပေမဲ့ဆရာတရားကလာပြီးတော့ပြောပြလိုက်တော့ဒါအားလွယ်လေဒါလေးစတားလေတော့အဲ့လိုဝိညာဉ်တော်ရှင်းပြလိုက်ရင်တအားလို့ကျွန်တော်မကြုံဘူးတဲ့ဟာဆိုတော့အတိတ်ဆန်းလို့ဖြစ်နေတာပေါ့နော်တကယ်တမ်းကျတော့လက်ဖြန်အခုနာလိလာတူပဲရှင်မတဲ့ခိုင်းလေးရင်တိတ်ကနေပြီးတော့ခိုင်းရှိအငယ်20ကျော်လေးကိုလက်အခုမှာကောင်းကင်ဘုံနဲ့ကောင်းကင်နိုင်ငံတော်တွေ့တယ်လို့ရှင်လုကခိုင်းလေးရင်တိတ်ကနေလိလာပြီးတော့ခိုင်းရှိခိုင်းကိုချီရောက်ရင်အဲ့မှာတော့ဖယားသခင်နိုင်ငံတော်နဲ့ကောင်းကင်ဘုံပြန်တွေ့ပြီကောင်းကင်နိုင်ငံတော်တော့မပါတော့ဘူးအဲဆိုရှင်မတဲ့ကယူဒလူမျိုးကကောင်းကင်နိုင်ငံတော်နဲ့ရေးတယ်ရှင်လုကာကရင်တိုင်းလူမျိုးဟေရတာလူမျိုးရှင်လုကာကဖယားသခင်နိုင်ငံတော်နဲ့ရေးတော့သူကတော့ကောင်းကင်နိုင်ငံတော်မတုံးလို့ဆိုရှင်လုကာလည်းမတုံးလို့ဆိုတော့ကောင်းကင်နိုင်ငံတော်လို့မကြီးတော့ဘူးဘုရားသခင်နိုင်ငံတော်လို့သူကြီးလိုက်တယ်။ဒီတဲ့ခါမှာအခုနလိုပဲပြန်ပြောမယ်။ပြောတဲ့ခါမှာဘယ်လိုပြောလာတယ်ဆိုတော့ကျွန်တော်ခုစကလုံးတော့ပြန်လာထောင်ကြည့်ပါနည်းနည်းရှုပ်သွားမှမသိဘူး။ကောင်းကင်နိုင်ငံတော်လို့ရှင်မတရားကြီးတယ်။ဘုရားသခင်နိုင်ငံတော်လို့ရှင်လုကာကြီးတယ်။အဲ့ဒီကောင်းကင်နိုင်ငံတော်နဲ့ဘုရားသခင်နိုင်ငံတော်လို့ရေးလာပြီးဆိုရင်သူကကျွန်တော်မသိခင်မှာခုကဲတင်ချင်းရပြီးသားခုခရိယံဖြစ်တဲ့လူတွေကနေ့စဉ်တက်တာမှာကျွန်တော်စတင်ပြီးတော့တက်ထမ်းလို့ရတယ်နိုင်ငံတော်တက်ထမ်းလို့ရပြီအဲ့နိုင်ငံတော်ကျွန်တော်လိလာလို့ရတယ်လိလာတဲ့ခါမှာတန်ရှင်းသောဝင်တော်ကိုကြီးရတယ်လို့ချက်ချင်းသဘောပေါက်တယ်တန်ရှင်းသောဝင်တော်ကိုကြီးမရရင်တော့နည်းနည်းတော့ခက်ခဲရှိတယ်ကျွန်တော်လည်းကဲတင်ချင်းရပြီးတော့တန်ရှင်းသောဝင်တော်ကိုကြီးတောင်းအောင်ဆိုမသိတော့ကိုနေကိုဟန်နဲ့ချစ်တဲ့တော့နှစ်ပေါင်း20ကြာတဲ့ဒီဘာမှသဘောမပေါက်ဘူးဒါပေမဲ့တန်ရှင်းသောဝင်တော်ကိုကြီးတောင်းဆိုသဘောပေါက်လာပဲကိုကြီးတောင်းလိုက်တော့ချက်ချင်း3ရက်မြောက်မှကိုကြီးရသွားတယ်ရက်လေးဆက်စာရှောင်းတော့ကပထမ1ရက်ကိုကြီးမရဘူးဒုတိယ1ရက်ကိုကြီးမရဘူးတတိယ1ရက်ကိုကြီးမရဘူး3ရက်မြောက်အထိကိုကြီးမရဘူးစတုထယမနေ့မှာဝိညာဉ်တော်ကျွန်တော်စကားပြောတဲ့နေ့မှာကိုကြီးရသွားတယ်ကိုကြီးရတော့သူကကျွန်တော်ရှင်းပြတော့အဲ့ဒီနေ့ကဆက်ပြီးရက်40တိကိုတန်ရှင်းတော့ကျွန်တော်ချမ်းစာကိုရှင်းပြလိုက်တဲ့ခါမှာတော့တန်းရှင်းသွားတယ်အဲ့ဒီနေ့ဆက်ဒီနေ့ထိအရှင်ပြင်းမဟုတ်ရင်တော့မှလည်းအရှင်မှန်မှန်လေးတဲ့ခရီးထုတ်ခွင့်ရတော့တာထုတ်ခွင့်ရခုတော့20နှစ်နိုင်ငံတော်လေးရောက်သွားပြီ20နှစ်ရောက်တဲ့အခါမှာပထမအစပိုင်းနိုင်ငံတော်စဝင်တော့ကျန်းစာဖတ်တဲ့အခါမှာတချို့ကျမ်းပိုက်တွေကကျွန်တော်နားမလည်နိုင်တော့နည်းနည်းခက်တာပေါ့နော်အခုတော့တော်တော်များများနားလည်လာတယ်နားလည်လာတော့နိုင်ငံတော်လေးရောက်လေသဘောပေါက်လေတန်ရှင်းတော့ကုညီလိုလေသဘောပေါက်လေကုညီရလေသဘောပေါက်လေကုညီလိုလေကုညီရလေသဘောပေါက်လေလို့ဝိညာဉ်နဲ့ခုကနိုင်ငံတော်ဟာကျွန်တော်ရဲ့အရှိနောက်တောင်မြောက်ဒီဆက်တဲ့နေရာတိုင်းမှာတွေ့လို့ရတယ်နိုင်ငံတော်ရဲ့တရင်ကောင်းကိုလေညက်တရားလည်းသိပြီးလို့ရတယ်ကျွန်တော်ကဘာမှခက်စင်မသိတော့ဘူးဘိုးတော်ကတော့ကြာတောင်းတက်ပြီးတော့BTH အဲ့လိုမျိုးဘချလာခေါ်တော့ဘချလာရတဲ့တော့မဟာဘွဲတွေတဲ့တော့ဒေါက်တာဘွဲတွေတက်တဲ့ချိန်မှာဘာမှခက်ရတဲ့လမ်းပြမှုခိုင်းတော့နော်အဲ့တော့စာခက်တလားမမီးနဲ့ဘာလို့လူနဲ့လူတင်ပြီးတဲ့စာတော့ဒါခက်တယ်အခုတန်ရှင်းတော့ပြီးတော့ရှင်းပြတဲ့ခါမှာတော့လောကကြီးတအားလွယ်လုံးနဲ့ခက်တယ်ဘာမှမရှိတော့ဒီလောကကြီးကတန်ရှင်းတော့ပြီးတော့မပိုင်တော့တတိယကဘာစစ်တော့လွယ်လွယ်လေးဖြစ်နေတယ်အခုတန်ရှင်းတော့ပြီးတော့နဲ့သူတော်ပြီးတော့မှာတော့ကဘာမှာစစ်ပွဲဆိုတာလေလူရီတန်ရှင်းတော့ပြီးတော့တွေ့လာလို့ရှိရင်စစ်ပွဲရှိမှာမဟုတ်စစ်ပွဲရှိတဲ့အကြောင်းမရှိဘူး
မိသားစုမှာလည်းတိုက်ပွဲရှိမှာမဟုတ်ရှိတဲ့တော့မရှိတော့ဝိညာဉ်တော်နဲ့တွေ့ပြီးတော့မှတော့လောကကြီးရတယ်တရားခင်တဲ့ရတယ်အတိတ်ပဲရှိလုံးလို့တန်ဖိုးရှိလုံးလို့မြင့်မြတ်လုံးလို့ကျွန်တော်တို့သားရနီးစပ်လို့မကုန်နောက်ပြီးတော့တူချီလို့မကုန်ရှိတဲ့ဟာကိုကျွန်တော်ကမှလည်းတန်ရှင်းလို့တော့ကိုကြီးမရလိုက်တဲ့အတွက်တူချီမဲ့နေရာမှာမတူချီပဲနဲ့ဟိုစုတောင်းတော့တောင်းတယ်ထင်းကြီးလဲစီရဖြစ်တော့ဘူးနော်တူချီစရာမဟုတ်တော့ဘူးနဲ့တူချီနော်တူချီဟိုဒီဆောက်စရာမဖြစ်တော့ဘူးနဲ့ထင်းကြီးလဲစီရဖြစ်တော့ဘူးဆိုတော့ကျွန်တော်တို့တန်ရှင်းတဲ့ဝိညာဉ်မပါဘဲနဲ့ကျမ်းစာဖတ်တာဘယ်လောက်ဖြစ်တယ်လဲဆိုတော့ကျမ်းစာကဝတ္ထုပုံပြင်လို့ဖြစ်သွားတယ်ဒီလိုမရှိဘူးတန်ရှင်းတဲ့ဝိညာဉ်လမ်းပြပြီးကျမ်းစာဖတ်လိုက်တဲ့အခါကျမ်းစာကအသက်ဖြစ်သွားတယ်အစာဖြစ်သွားတယ်အာမင်အသက်ဖြစ်တယ်အစာဖြစ်တယ်ခွန်အားဖြစ်တယ်အောင်မြင်ခြင်းတကူဖြစ်လာတယ်အာမင်နောက်တန်ရှင်းတဲ့ဝိညာဉ်နဲ့မတွေ့ဘဲနဲ့ခရိယံဖြစ်တာဟာဘာသာရေးတဲ့ဖြစ်ပြီးတော့စိတ်ကူးရင်တဲ့ဖြစ်သွားတယ်